ဥလာသိန်းကထမိန်သေးချာဝှက်ပြတာတခါတည်းကိုကွာတဲ့သူတို့ကဒီအစာလေးကိုအတွင်းစားကိုအထက်ခါရှိရှိလေးမြင့်ပတ်ပြီးဆွဲလိုက်တော့ခွင်ကလေးကချစ်လာတော့ဥလာသိန်းအဲ့တိုင်ပြောတာမဲပြီးတော့ဟိုဝင်းနေတဲ့ခြေသလုံးသားလေးလူမြင်မြင်လို့မဲတချမ်းဖော်ထားလို့ကွာသွားလိုက်ရင်လည်းထမိန်တစားတိုးနေတာငါဘာတော့အောင်မင်းနေပြီးတော့ဘာတော့အောင်မင်းအားလုံးနောက်ကနေပြီးလက်အုပ်ချီညီညီလေးဆိုကြအနန္တ၅ပါးကိုရှိခိုးပါ၏ဗျာအနန္တ၅ပါးရှိခိုးပြီးတဲ့နောက်ဘုန်းကြီးတို့လူမိုက်လန်းဆုံးဒုက္ခတုံစပဲပြိတ္တာလူမိုက်လန်းဆုံးဒုက္ခတုံဆိုတာတခြားမဟုတ်ပါဒီကလည်းစလို့နောက်ပိုင်းနာရရင်လည်းသိမှာပါစောစောကလည်းပြောပြီးသားဖြစ်နေပါကျွတ်တော်မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးတက်တော်ထင်ရှားရှိတော်မူစဉ်အခါသာဝတိမြို့ကောသလမင်းကြီးအုပ်ချုပ်ခဲ့တဲ့ကိုကောသလမင်းကြီးအုပ်ချုပ်တဲ့သာဝတိမြို့တွင်မှာကောသလမင်းကြီးရဲ့ထံမှာအမြဲတမ်းခံစားနေတဲ့ပရောဟိတ်ပုံနာကြီးအန္တကပုံလေးမကြီးကမန္တာလီမထာလို့ပုံနာကြီးကအန္တကပုံနာကြီးပုံလေးမကြီးကမန္တာလီပုံလေးမကြီးဘေးလာကြီးပုံနာကြီးကဘယ်လိုတော့ပုံလေးမကြီးကမန္တာလီပုံလေးမကြီးဒီလိုနေ့စဉ်နဲ့အမျှဆိုသလိုမင်းခစားဘဝနဲ့ဘယစ်ထံသွားပြီးတော့ခံစားနေခဲ့ရဒီကနေ့တော့ထူးခြားချက်တစ်ခုရှိလာရှိသောတရားနာပိဋကကြီးမန္တလီပုံလေးမကြီးမှာတန်လီခလာတဲ့ကလေးကလည်းစောရနဲ့ခံမိဒီကလေးအတွက်နဲ့ပတ်သက်ပြီးတော့တရားနာပိဋကသာသမီများမိုက်တယ်လိမ္မာတယ်ဆိုတဲ့နေရာမှာမိခင်များသည်အတွင်းသည်လို့ခေါ်ပါတယ်ပိဋကကြီးမိခင်များကဘာသည်လင်သားတဲ့တပါးသောလူတွေကအပြင်သည်ဒီနေရာမှာတရားနာပိဋကဒီကလေးတန်တီတီးလာတဲ့ကလေးကြီးစောရနဲ့ခံမိလာတယ်ဆိုတော့ဇာတိပฏิတန်တီတဲ့ကူကဖြစ်ပေါ်လာခဲ့တယ်ကိုတချို့ကြတော့မိခင်များသဘာဝချင်းချင်းဆိုတာဖြစ်တတ်ပါလေသူတို့ရဲ့မွေးဖွားမဲ့သားသမီးရဲ့နမိတ်တွေပေါ့အချို့ကြတော့ဖားစိစားခြင်းနဲ့ငါးစိစားခြင်းနဲ့သူများတဲ့သတ်ခြင်းနဲ့ဗရတူခြင်းနဲ့ယုံလိုက်ခြင်းနဲ့ဒီချင်းရင်းတွေဖြစ်လာတော့ငါသားလေးမွေးဖွားလာရင်တငါသည်လေးဖြစ်မလားမုတ်ဆိုးလေးဖြစ်မလားဟဲ့မိခင်ကသိတယ်ချင်းရင်းကမိခင်ဖြစ်တာကိုတချို့ကြတော့လည်းတရားနာပြီးတော့သူများလေချောင်းတွေဖောက်တော့ရှင်သူများလေချောင်းတွေနဲ့ခြေဆေးအဲ့ဒါလိုချင်းရင်းတွေဖြစ်လာတော့ငါသားလေးမွေးဖွားလာရင်ပန္ဒုလစစ်သူကြီးဖြစ်မလားဟဲ့ဘိုးမှုဘိုးချုပ်သူရဲကောင်းကြီးဖြစ်မလားဟဲ့အတွင်းသည်မမွေးဖွားခင်ကတည်းကသိရလို့မိခင်များကိုအတွင်းသည်လို့ခေါ်သည်တချို့ကြတော့ဝါဝမြင့်ရှိခိုးခြင်းနဲ့ဖျားဘူးလဲခြင်းနဲ့တန်ဃာတို့ဆုံးပင်ကတ်ခြင်းနဲ့ပေတရားနာခြင်းနဲ့သင်္ကန်းလူခြင်းနဲ့ကြောင်းဆောက်ခြင်းနဲ့ဒီချင်းရင်းတွေဖြစ်လာတော့ငါမွေးဖွားမဲ့သားယောက်ျားလေးဆိုရင်သင်္ကန်းဝတ်လိမ့်မလားမိန်းကလေးဆိုရင်အိမ်တော်မပြူပဲနဲ့သီလရင်လေးများဝတ်လိမ့်မလားဖယားလက်ထက်ကဆိုရင်ယဟန်မိန်းမများဝတ်လိမ့်မလားဒီလိုပေါ့မှန်ရအတွင်းသည်ဒါဝတိခုခေတ်ချင်းချင်းတွေကြတော့ဝေဘာမှုခက်သွားပါပြီခက်ဘူးလားပြိဿရှောက်ပြီးတို့မကြီးပြီးစိမ့်တို့သံဃာစည်းတို့ဒါကြဆေးလိမ့်မိသားကောင်းပူဝအေးဝါတို့မြေကြီးကဲတို့ဘုန်းကြီးပြောမကောင်းလို့ရှော့ထားတာဒါဝတိကုန်ပါပြီဟုတ်တယ်ခုခေတ်ချင်းချင်းတွေအခုခေတ်ချင်းချင်းတွေကတော့ချင်းချင်းတူးတူးခါးခါးတောက်တောက်ဒီချင်းချင်းတွေဖြစ်နေကြတဲ့ကိုကဘယ်ရင်မမင်းနဲ့ဘိုက်ထဲလမ်းတရဲဆိုတာရှင်းနေပါသည်ချင်းချင်းကိုဝေးကြရဲ့မှန်လားပြည့်သားကြီးသူကတော့ဓမ္မတာချင်းချင်းမဟုတ်တော့ဘူးတရားနာပြိဿကောင်းကင်နမိတ်တွေပြဘယ်လိုနမိတ်တွေပြတာလဲကောင်းကင်တစ်ပြင်လုံးအယောင်တွေတောက်တိုင်းပြည်
ရှိတဲ့လက်နဲ့ပေါင်းစုံမှန်သမျှအကုန်လုံးအယောင်တောက်ညအခါဖြစ်တော်လဲပဲဝေထေလို့ကြောက်ခမန်းလေးကြီးဒီနမိတ်တွေပြစောရလက်ခံမိနေတဲ့အင်ကူလီမာလာအလောင်းကြီးဖွာတာကိုဒီထဲပုံလေးမကြီးကမျက်စိကလေးဖွင့်ကြည့်လိုက်အလင်းရောင်လေးလည်းမြင်လိုက်ရောပုံသားကြီးဘာလို့လာမကြားနဲ့မိလာပုံမီတော့ရန်လောင်နေတာမင်းဘာမှမသိပဲနဲ့နေရောငါထွက်ကြည့်သားမယ်အလင်းရောင်တာမင်းကြောင့်မဟုတ်ဘူးထွက်ကြည့်လိုက်တော့တရားနာပိဿကောင်းခင်ကြည့်လိုက်တော့ခါအလိုဖယားကြည်စားငါပုံနေမကြီးမှာဖွားမြောက်မဲ့သားလီစောရနဲ့ခံမိနေပါဗောလားတို့တော်လေတယောက်ထဲလားအများကြီးလားဟဲ့ကြည့်လိုက်တော့တယောက်ထဲအပေါင်းအသင်းမပါတို့ပါတော်လေစောရနဲ့ခံမိနေပါသဖြင့်ရွှေမျိုးမိဘကို तू နှိမ့်ဆက်ညှဉ်းပန်းမလားမနှိမ့်ဆက်မညှဉ်းပန်းဘူးလားဆိုတာကြည့်လိုက်ဟဲတော်သေးရဲ့ရွှေမျိုးမိဘတော့မညှဉ်းဆဲဘူးမညှဉ်းဆဲဘူးဆိုပြီးတော့ဒီသားလေးဖွံ့ရောက်လာတဲ့အခါကျတော့ရွှေမျိုးမိဘကိုမညှဉ်းပန်းမနှိမ့်ဆက်လို့သူ့နာမည်လေးမှဲ့လိုက်တော့ဟိန္ဒကဟိုဗျဘေးကကြီးပါတယ်တော့ဟိန္ဒကဆိုတာပါဠိမြန်မာလိုပြန်တော့မောင်မညှဉ်းဆဲလေးပေါ့ဗျာကဲဘေးကကြီးမောင်မညှဉ်းဆဲလေးဖွံ့ရောက်ပြီဗလားမောင်မညှဉ်းဆဲလေးဖွံ့ရောက်ပြီတဲ့နောက်ဖြစ်ပါဘူးလေတညလုံးအလင်းရောင်တောက်တဲ့ကိစ္စဘယင်ကြီးလေစက်တော့ခေါ်လို့ပြောတော့ကျူးမယ်မဟုတ်ပါဘူးအထုသဖြင့်ဖွံ့ရောက်တဲ့သားငါသွားပြီးတော့ဥတင်လီမဘယ်ထံသွားဟောမင်းဆရာကြီးခင်ဗျမျောနေတာအတော်ပဲဗျမလားပါဗျာကိုတော်ကြီးညာကစက်တော့ခေါ်ပြောတော့ကျူးတော်မူပါရဲ့လားဗျာအိမ်မပြောလို့မျောနေတာဘောပုံသားကြီးရွှေနန်းတော်တွင်ရှိတဲ့လက်နဲ့ဘောင်းစုံအယောင်လေးတောက်ပြီးတော့ကြောက်ခမန်းလေးပါပဲပုံသားကြီးအကြောင်းများထူသလားမလာပါထူပါဗျာလက်နဲ့ဘောင်းစုံအယောင်တောက်ချင်းရွှေနန်းတော်တွင်ရှိတော့လက်နဲ့များတွင်တာမကတပြေလုံးရှိတဲ့လက်နဲ့ဒီအယောင်တောက်ပါဗျာအဲ့ဒါဘာကိစ္စလဲဗျမလာပါဗျာဒီကိစ္စကတော်ဥတင်ရတော့မှာပဲဗျာဖယားကျွန်တော်မျိုးကြီးဤပုံလေးမကြီးမန္တန်ဒီမှာဖွားမြောက်တော့သားတယောက်ဒီစိုးရနဲ့ခမိနေလို့ပါဗျာလူဆိုးတခုလူသားကောင်းကြီးဗျာဒါကြောင့်စောစောစီးစီးဖွားမြောက်ပြီးရဲ့ဖြင့်ကွန်းမြင့်လိုကကွန်းမြင့်နိုင်အောင်လာပြီးတော့တော်ဥတင်ရခြင်းပါဗျာတတ်ချင်တတ်ပါတဲ့ဟဲ့တန်ကြီးများမှတ်သွားကြစမ်းကွဒီတော်တော်တို့မှတ်သွားကြစမ်းကိုသားပဲသေတချင်လို့တတ်တချင်လို့လားလို့ဆိုတော့မဟုတ်ဘူးဒါပဲဒီအခုပြောနေပြီဘာလို့ပြောတော့လူဆိုးကြီးရဲ့အဖေအခေါ်ခံရင်ဝေးမင်းတို့ဖေးလူဆိုးကြီးရဲ့အမေအခေါ်မခံရင်ဝေးဘယ်သူသားလေးဖြင့်ဆိုလိုက်တာဘယ်သူသားလေးဖြင့်မျက်စီနဲ့ကြည်ရတာအကျိုးမတည့်ပါဘူးအဲ့လိုပြောတာကိုမင်းတို့မိပါတယ်လေဘယ်သူမှခံရင်ရလိမ့်မည်မဟုတ်မင်းကလေးများလည်းထုံနေတကောင်းဟဲ့မလေးဘသူသမီးလေးကယဉ်ကျေးလိုက်တာသိမ်မွေးလိုက်တာဆိုရင်မိဘများပြုံနဲ့ဂုံယူကြလားဟဲ့ဒီလိုမှမဟုတ်ဘဲနဲ့အိုးသူသမီးကပြန်တာလွန်နေတာဟဲ့အဲ့ဒီလိုဆိုရင်မိဘများကမျက်နှာမလှဘူးခဲ့ဒါကြောင့်ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်လူဆိုးတခိုးရဲ့မိဘလို့ဘယ်သူမှအခွန်မခံရင်ရကြည်လေခုတရားနာပြည်တာစောစောစီးစီးကွမြင့်လူကကွမြင့်ပါဟဲ့ပုံသားကြီးတယောက်ထဲလားအပေါင်းအသင်းနဲ့မှန်လားပါဗျာအပေါင်းအသင်းမပါတယောက်ထဲပါဗျာဟဲ့တယောက်ထဲလားဆိုရင်ဖြင့်ပုံသားကြီးတယောက်ထဲလားဆိုရင်ဖြင့်ငါဘရင်ကိုတလမမှုတော့ပါဘူးသူ့ခွမ်းရောက်ပြီးရင်တက်ကတူသာပို့လိုက်ကဲပုံသားကြီးအိမ်ပြန်တော့ဆိုပုံသားကြီးအိမ်ပြန်သွားပြည်သားကြီးပုံသားကြီးပဲပြန်သွားတော့ပြန်သွားပြီးတဲ့နောက်သားကလေးဥမမဲဇာမမြောက်ကနေပြီးတော့စောင့်ရှောက်ပြီးတော့လာခဲ့ပညာသင်တဲ့အရွယ်ကလေးရလာတော့တက္ကသိုလ်တိုင်းပြည်ဖို့
တိုင်းပြည်ပို့တာတောင်တရားနာပိဿကျွတ်တို့အန်တေဝါဒိကတတိအတွင်းနေတတိဖြစ်နေပို့လိုက်ကျွတ်တို့ခုခေတ်လို့ဆိုရင်ဘုန်းကြီးကျောင်းလို့ဆိုရင်ကျောင်းအိတ်ကျောင်းသားပေါ့အခုခင်ဗျားတို့မျိုးတွေမှာဆိုရင်လောကီပညာနဲ့ပတ်သက်လာတော့ဘောဓာကျောင်းဆောင်နေနေသလိုထင်ပါရဲ့သို့တော်လည်းပဲနည်းနည်းလေးထူးခြားနေတာကတက္ကသိုလ်ဆရာကြီးရဲ့ထံမှာရောက်လာတဲ့ကျောင်းသားအပေါင်းအဲ့ဒီကျောင်းသားတွေကိုတက္ကသိုလ်ဆရာကြီးထံမှာပညာသင်တဲ့တတ်နိုင်သလိုရှင်မင်းသားတို့ရှင်မင်းသားမင်းသားပေါ့လေတထေသူကျွတ်သားတို့အဲ့ဒီကဲဆိုကျောင်းသားပေါင်းစုံရောက်လာကြတဲ့အချိန်ခါမှာတချို့ကြတော့လည်းမိမိတို့တတ်နိုင်သလောက်ဘယ်ရွေ့ဘယ်မြဆရာကိုရောက်ချင်းပူဇော်တချို့ကြတော့လည်းပဲတက္ကသိုလ်ကျောင်းကပညာစုံလင်လို့ပြန်တဲ့ချိန်ကြမှာပူဇော်တရားဆရာအဝတ္ထုပစ္စည်းတွေနဲ့ပူဇော်အမျိုးမျိုးပူဇော်ပြီးတော့တတ်နိုင်တယ်လို့ပညာကိုခိုမိကြအဟိန္ဒကကြတော့ဆရာကြီးသူများလို့လဲဝတ္ထုချင်းငွေတွေတင်းပြီးတော့ပုံးပြီးတော့မလှူနိုင်ပါဘူးဟောဒီသားလေးအဟိန္ဒကအားအစစအရာရာဆရာကြီးရဲ့အိမ်မှုကိစ္စအဝဝခိုင်းစေပြီးတော့ပညာများတက်မြောက်အောင်သင်ပေးလိုက်ပါတော့ရှင်းပြောရရင်တော့ကျွန်းစရင်သွင်းပြီးတော့ပညာအသင်ခိုင်းလိုက်တယ်လို့တရားနာပိဋကစောရလက်ခံမိလာတဲ့သားဆိုတော့သူများတဲ့နှိမ့်ချပြီးတော့ကိုယ်တက္ကသိုလ်ပို့လိုက်ဒီလိုတက္ကသိုလ်ပို့တော့ဆရာကြီးကလည်းရထားတဲ့ဆရာတော်ကခန့်ငယ်ငယ်အဟိန္ဒကနဲ့ဆိုတော့မောင်နှမအရွယ်ကိုပိဋကမောင်နှမလို့လည်းခင်မင်ညတရင်တတိပေါ့ဆရာတော်ကလည်းမောင်လေးအဟိန္ဒကကလည်းမမမောင်လေးမနဲ့ဒီလိုတရင်တတိကြီးနေပြီးတော့လာခဲ့ကြတက္ကသိုလ်ဆရာကြီးကလည်းပညာများစုံလင်အောင်ကျောင်းသားများဘောင်းစုံကိုအကုန်သင်ပေးလိုက်တော့လည်းပဲအဟိန္ဒကကသူများတဲ့ထူးခြားချက်ရှိဒါကုတ်လှန်တို့အမျိုးမျိုးသောပညာတွေသင်ကြားပေးလိုက်သင်ကြားလို့ကျောင်းသားချင်းပညာဆက်ရတဲ့အခါကျတော့ဒါကုတ်လှန်တို့အမျိုးမျိုးသောပညာရတ္တိအဟိန္ဒကကအနိုင်ရအဟိန္ဒကအနိုင်ရတော့ကျောင်းသားများလည်းစောင်းထိုးလာပြီပေါ့ပိဿကြီးကိုထက်တာတော့ဗါတဲ့ကိုထက်တာမနာလို့ပုထုဇဉ်တွေမှာဖြစ်တတ်တဲ့သဘာဝအဟိန္ဒကမင်းကတို့ထက်တာတယ်ဆိုပြီးတော့ပညာကုံမောက်သလားကွာဟေးအဟိန္ဒကမောင်းနေအောင်ပေါ့ကွာဘယ်လိုပဲပညာကုံမောက်ပြင်မယ်လို့ဟေးတို့ကတထေးပညာကွာသူရွေ့သားပညာကွာမင်းသားပညာကွာမင်းပညာကအခက်ချင်းငွေပေးပြီးတော့သင်နိုင်တာမဟုတ်ဘူးကျွန်းစရင်သွင်းပြီးတော့ပို့ထားတာကိုမင်းကဆရာကြီးနဲ့ဆရာကတော်နဲ့ရင်းနှီးလို့အထင်မကြီးပါနဲ့ကွာဟဲ့အဟိန္ဒကမင်းပညာကျွန်းပညာကွာညှိုးဖွဲ့လာကြဖွဲ့ဘူးလားပြည်သားကြီးအဲဒီလိုအညှိုးဖွဲ့ပြီးတော့လာခဲ့ရမှာတနေ့တစ်နေ့ကြတော့ကျောင်းသားတွေကစာသင်ခန်းမှာစုံစုံလင်းလင်းဒီလိုစုံစုံလင်းလင်းဖြစ်ပြီးတော့နေတဲ့အခရတဆရာကတော်ကဟိန္ဒကရေမောင်လေးမမရေချိုးမယ်ကွယ်ရေခင်းသားမအောင်အဝတ်လျှော်သားမအောင်နဲ့အစရှိသဖြင့်ရေချိုးကန်းနဲ့ခေါ်ပြီးတော့ခိုင်းတော့အဟိန္ဒကစာသင်ခန်းကျောင်းသားတွေစုံတော့လည်းပဲသူမရောက်လာဘူးပေါ့မြင်ပြီးကျောင်းသားတွေကဟေးတို့နဲ့ဆရာကြီးကဟောဒီစာသင်ခန်းမှာစုံစုံလင်းလင်းกว่า
မြင်ရလားအဟိန္ဒကနဲ့ဆရာကတော့ရေကြိုးကနဲ့နှစ်ယောက်ထဲဆရာကတော့လေးခန့်ငယ်ငယ်ကွာဒီကောင်ငရိုးပေါ်ပညာဂုံမောက်ထားတဲ့ကောင်ဘယ်နဲ့တော့ဟဲ့လဲတယ်လို့တော့ရှုပ်ကြစို့စနေနာမိသားတွေကလောင်ကြတော့မယ်ပေါ့လေလဲတယ်လို့တော့ရှုပ်ကြစို့ကွာဟဲ့ဆရာကြီးကမင်းကပြောတတ်တယ်လဲတယ်လို့သာကြည့်ပြောဆိုတဲ့အတိတ်ပဲမျက်စပ်ပြစ်ကြတယောက်နဲ့တယောက်မျက်နှာရိပ်ပြပြီးတော့ပြောကြပြီဆရာကြီးဟေးဘာတော့ကွာအိုးဘာတော့လို့နဲ့ဆရာကြီးရဲ့ကျင်တော်လို့နဲ့ဆရာကြီးကဟောဒီစာသင်္ကန်းမှာစုံလင်စွာဟိန္ဒကတယောက်မမြင်ဘူးဗျအေးငါလည်းမမြင်ဘူးဟာဩမမြင်ဘူးလို့မနေနဲ့ဆရာကြီးရဲ့ဆရာကြီးနဲ့ကျွတ်တို့ကစာသင်္ကန်းမှာစုံလင်စွာအဟိန္ဒကနဲ့ဆရာကတော်ကရေကြိုးကန်းနဲ့နှစ်ယောက်ထဲပါပြောလိုက်ရောပြုဆရာကြီးနှုတ်ခမ်းမွေးကားလားနှုတ်ခမ်းမွေးကားလားဖေဟေးသူကဘာလို့တာတော့ကရေကြိုးကန်းနဲ့ဆရာကြီးကပြောနေတာကွာကျောင်းသားတွေကိုဆရာကြီးဘာလို့တဲ့တော့မသိဘူးတဲ့ဟေးသွားခေါ်ကြည့်ဒီကောင်သွားခေါ်ကြည့်ဆိုတော့ကျောင်းသားတယောက်ပေါက်လာဟေးဟိန္ဒကတူတူခေါ်ပါကွာမင်းတို့နဲ့ငါနားမလေးပါဟေးကျဲကျဲပဲကွာမင်းဆရာကြီးခေါ်တယ်ဟိန္ဒကရင်မင်းဆရာကြီးခေါ်နေတယ်ဆိုလဲပြီးတာပြီးကွာမင်းကြောက်ခေါ်ရငါနားမလေးပါမလေးလေးကွာဟဲ့ဆရာကြီးခေါ်တယ်မင်းလားလာဆိုတော့လိုက်လာတော့ပေါ့ဆရာကြီးရှေ့ရောက်မျက်နှာငယ်လေးနဲ့လက်အုပ်ချီလို့ဆောင်းဆောင်နေတယ်ဟေးဟိန္ဒကခင်ဗျာမင်းဒီတက္ကသိုလ်ကျောင်းရောက်လာတာဘာလို့ဖို့ရောက်ဟာဆရာကြီးပညာသင်မှုရောက်လာပါတယ်ခင်ဗျာအေးမင်းပညာသင်မှုတက္ကသိုလ်ကျောင်းကိုရောက်လာအခုစာသင်ခန်းထဲမှာပညာသင်ခြင်းနဲ့ကျောင်းသားတွေစုံလင်စွာစာသင်မှုပညာသင်မှုရောက်လာတဲ့ကျောင်းသားတစ်ယောက်ကပညာသင်ခြင်းကိုမင်းပဲနဲ့ကြောင့်စာသင်ခန်းမရောက်တာဩဒီလိုပါဆရာကြီးရဲ့ကျွန်တော်မမကရေနှင်ခိုင်းနေလို့အဲ့တော့မင်းလောက်လားကွာဟုတ်ကဲ့ကျွန်တော်အလုပ်မဟုတ်လို့မလုပ်ချင်ဘူးဆိုပြန်ပါတော့လေမမကချက်ကျွေးနေတာမဟုတ်လားဆရာကြီးကျွေးတာကျွေးတယ်လို့ကျွေးရတာကိုကွာဒါမျိုးကတော့မမြင်ရင်ဘူးဟုတ်ကဲ့ခင်ဗျာတော့မမြင်ရင်လို့ရှိမမြင်စေရပါဘူးအခုဆရာတော်ကငါရေနှင်ပေးပါကွယ်တဲ့ပြီးတော့အဝတ်လျှော်ပေးပါကွယ်တဲ့ပြီးတော့ကြီးတော့ဟဲ့ကတော့ကြီးတွန်းခိုင်းတာကိုအပြောမခံဘူးဆုံးအောင်ကြီးတွန်းတယ်ဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်လေဘာနဲ့တွန်းအေးကွာလက်နဲ့တွန်းတာပေါ့အသားကြီးထိမဲ့ကိစ္စကာမတတ္တဝါဆိုတော့ဟိုမိစားကြီးကရှုပ်ထားတော့စကားအဆုံးမပြောမခံဘူးကွဟဲ့တော့မင်းတော့နောက်တာမျိုးငါမတွေ့ရင်နောက်တာမျိုးငါမတွေ့ချင်ဘူးနောက်ကိုဒီပုံစံမျိုးမြင်ရရင်မင်းငါကြောက်ပါမနေနဲ့ပြန်ငါကြောက်ကဟုတ်ကဲ့ခင်ဗျာမမြင်စေရပါဘူးဆရာကြီးတဲ့အေးကွာမင်းတို့ရှို့ကြအောင်ပေါ့မင်းတို့တက်လက်တက်နိုင်ကြပါပဲရဲ့ငါ့ကိုတမင်တက်တက်ကြောက်ချကြတာပဲကဲရှိစေဦးတော့လေဆိုပြီးတော့အဟိန္ဒကမျက်နှာငယ်လေးနဲ့စာသင်လာခဲ့ရတူတူပြောကြဆိုပြိဿကြီးကျောင်းသားရဲ့ပညာဆုံးလို့ရွှေဘုံပြန်ကန်သည်ဆရာကြီးကိုကြော့ကြသည်စာသင်ခန်းနဲ့ပစ္စည်းတွေပုံလို့ညတဲ့ပစ္စည်းတွေမဟုတ်ဘူးဆရာကြီးခင်ဗျာတဲ့ဟောတာကဆရာကြီးပေါင်းဖို့ပဝါစာလေးခင်ဗျာဒါကတော့ဆရာကြီးဝတ်ဖို့ပစိုးအကွက်ကြီးဟောတာကဆရာကြီးအတွက်တိုက်ပုံအင်ကြီး
အဲ့ဒီတုန်းကတိုက်ပေါ်အင်းကြီးဝိသလားမသိဘူးရမ်းထုတ်တာပဲကြလားဟောတာကတော့ဆရာကြီးအတွက်လက်ပနာကြီးခင်ဗျဘုရုံးကများစံတော်ချင်းတွေပါရှိလားမသိမှန်ပြောရတာပေါ့ဗျာဒါကတော့ဆရာကတော့ဖို့အင်ကြီးစားဒါဆရာကတော့စီးဖို့ဖဏကလေးဒါကတော့ဆရာကတော့ဆောင်းဖို့ခေါက်ထီးဆရာကြီးရဲ့ရှိတယ်လားမသိဘူးကွာငါအမှန်တော့ပါလားပစ္စည်းပုံကြီးကလည်းနဲဘူးဟောဒီကတော့ဘွဲတွေကငွေ900ကတော့ဆရာကြီးတို့လိုရသုံးဖို့တရားနာပိဋကကြီးပစ္စည်းပုံကြီးကိုမနေဘူးစုပုံပြီးတော့ထားကြမြစ်တော့မခတ်ဖဲကြည့်သူများလူတဲ့ပစ္စည်းပုံကြီးကြည့်လို့ဟာနေပါပဲလားဟေးမျက်စိနဲ့ကြည့်လို့မဝအောင်ဆရာကတော့ဘုပစ္စည်းတွေကလည်းစုံလို့ဆရာကြီးအတွက်ပစ္စည်းတွေကလည်းအဝတ်ထဲကအစလူလေးသေးမရှိသူတို့ပူဇော်ကြရုံနဲ့မကဟောကတော့ဝဲတွေကငွေ900ကလည်းဆရာကြီးတို့လိုရသုံးဖို့တဲ့ပူဇော်လိုက်ကြတာဆရာကတော့လိုက်ကြဟဲ့အဟိနကမင်းဘယ်မှာလဲဆရာကတော့ဘုပစ္စည်းသူများလိုမကတော့နိုင်လို့ဟဲ့ကျောင်းကပြန်ညတယ်ဆိုရင်ဆရာကတော့ကြသမြဲကိုကွဟဲ့ကံကြီးများဓမ္မများမင်းတို့ခုခေတ်ကျောင်းကပြန်ယုံနေမဟုတ်ဘူးဟဲ့တို့ခေတ်ကြတော့ဒါကြိုင်လုံးရင်ကြတော့လေတချို့ရေအိုးကလေးတွေနဲ့ဆရာတွေကိုလှည့်ပြီးတော့ကတော့ကြသည်ဆရာမတွေကိုလှည့်ပြီးတော့ကတော့ကြသည်မိဘတွေကိုလှည့်ပြီးတော့ကတော့ကြသည်မိမိဆရာဖုန်ကြီးတွေကိုလှည့်ပြီးတော့ကတော့ကြသည်ဗုဒ္ဓဘာသာထုံတတ်စင်လာအရာပူဇော်တဲ့ပုဂ္ဂိုလ်ကိုပူဇနေရလားမင်္ဂလာတရားမှာပါတဲ့အတိုင်းပူဇော်တိုက်လို့ပူဇော်တဲ့မင်္ဂလာတရားတွေပြုကြယခုကြည့်တရားနာပြေးတာကျောင်းသားတွေလည်းထုံနေ၎င်းပေါ့ပစ္စည်းပုံကြီးနဲ့လှူကြတော့အဟိနကပူဇော်ရတာတွေကြည်ပြီးတော့မျက်ရည်လေးဝိုင်းလာအဟိနကဘယ်မှာလဲမင်းဆရာကတော့တရားပစ္စည်းအော်ကျောင်းသားတွေပြောတဲ့စကားငါနားတွေကမထွက်ပါလားဟေးတို့ပညာကမင်းသားပညာกว่าတထေပညာกว่าသူထွယ်ပညာกว่าတဲ့အဟိနကမင်းပညာကကျုံပညာတဲ့အဟိနကသူတို့ပြောတဲ့စကားငါနားတွေကမထွက်ပါဘူးငါဆရာကိုဘယ်လိုလုပ်ပြီးတော့ပူဇော်ရပါမထုံးနဲ့ဝန်နေလုံးလို့ကြားတဲ့မျက်ရည်လေးနှစ်ဖက်သလုံးလက်ညှိုးကလေးတွေနဲ့ဇောင်းလိုက်ပုတ်ပြီးတော့လေဒီတိုင်းဟိုဒီတိုင်းအဲ့ဒီတိုင်းပုတ်ပြီးတော့တရားနာပိဋကကြီးမျက်နှာလက်ဝါးနဲ့ပုတ်ပြီးတော့အခန်းထဲဝင်သွားအိမ်ထဲဝင်သွားတယ်ကတင်မောအာရမောက်ပြီးတော့ငိုတော့ကြားပြီဆရာတော်ကကောင်းလေးဘာဖြစ်တာပါလဲကြည်လားတရှုပ်ရှုပ်နဲ့ငိုးနေလိုက်အတွင်းဝင်သွားဟဲ့မောင်လေးခင်ဗျာမမမင်းမလုံးငိုးနေတာလေမမကျုပ်စိတ်ဆင်းရဲလုံးလို့မဟုတ်ပါဘူးကနေမမင်းဘာလို့စိတ်ဆင်းရဲနေတယ်လို့မမပြောသားမင်းနေပြီမင်းနေတဲ့အခိုက်အတန့်ဆရာကတော်နဲ့အဟိနကအိမ်ခန်းနဲ့သွားတာကိုမြင်လိုက်ကြတဲ့စနေနာမိသားတို့ကဟေးမြင်ရလားကွာတို့ကဒီမှာကတော့မလို့ပစ္စည်းပုံကြီးနဲ့ဆရာကတော်နဲ့အဟိနကအိမ်ခန်းနဲ့2ယောက်ထဲသွားကြပြန်ပြီကွာပြန်ကန်ကြီးတို့ရှို့ပြခဲ့ရအောင်လို့လောက်ပြန်ပြိဿကြီးကွာမင်းလေသလိုကြည့်တာပြောတော့ဆရာကြီးဘာတော့ကွာဘာတော့မလုပ်နဲ့ဆရာကြီးရဲ့ကျင်တော်တို့ကပညာဆုံးလို့ရွှေဘုံပြန်ကန်ကြီးဆရာကြီးနဲ့ဆရာကတော့မျက်နှာစုံကြီးကတော့ကျင်တာဆရာကတော့မမြင်ပါလားငါလည်းမမြင်ဘူးဟာ
ကြီးရဲ့ကျင်တော်တို့ကဆရာကြီးကိုကြောက်မလို့ကြောင်းသားတွေစုံလင်သွားဟိန္ဒကတယောက်လဲကျွန်တော်တို့မမြင်ပါအေးဒီကောင်ဘယ်တော့ပါလဲငါလည်းမမြင်ဘူးဟာအိုးမမြင်ဘူးမလို့နဲ့ဆရာကြီးရဲ့ဆရာကြီးနဲ့ကျင်တော်တို့ကဟောဒီစာသင်္ကန်းထဲမှာကြောကိုစုံလင်သွားဟိန္ဒကနဲ့ဆရာတော်ကဆရာကြီးမယိုးသေးလို့လည်းမဟုတ်ပါဘူးစိတ်မကောင်းဘူးခင်ဗျာကျွန်တော်တို့ပညာဆုံးလို့မိမိတို့ရွှေဘုံပြန်အရောက်နာမဆန်းတော့စကားကြီးမကြပါရစေနဲ့လို့ကျွန်တော်တို့ဆုတောင်းခဲ့ပါတယ်ဆရာကြီးဆရာတော်နဲ့တပည့်တဲ့ဆိုတဲ့စကားများကျွန်တော်တို့နားကြရရင်တော့ဟေးတော့ငါသိပြီတော့ဘယ်မှာလဲခုတို့အိမ်ကနေမှဆရာကြီးရဲ့တိုက်တယ်လည်းမအောင်မိပါနဲ့မဲဒီလိုပဲတချို့သူများအပြစ်ပြောမဲ့ကြံဖုံးနဲ့ပိတ်ညုံလာတချို့ရတဲ့မိမတွေသူများအကြောင်းပြောမဲ့ကြံဖုံးနဲ့ပိတ်နဲ့လက်ကုတ်ခြေကုတ်မျက်စပ်ပြင်းမေးငေါ့သူတို့လောက်ကလည်းအရှုပ်သားညှိမှုပြောတာတော့ဘယ်သူမှရှောင်ပြောတယ်ဖုံးနဲ့ပိတ်နဲ့လေဒီမပြောနဲ့ပြောပြီးနောက်တအိမ်ကူးသွားတယ်ညှိမှုပြောတာတော့ဘယ်သူမှရှောင်ပြောနဲ့နောက်တအိမ်ကူးသွားတယ်ညှိမှုပြောတာတော့ဘယ်သူမှရှောင်ပြောနဲ့ဘယ်သူမှပြောနဲ့ပြီးတော့တရွာလုံးတစ်မြို့လုံးဘယ်သူမှပြောသူလေးကုန်လျှောက်ပြောမန္တလေးပဲပြောပါတယ်ရန်ကုန်ဒီလိုမိမတွေရှိတယ်မရှိဘူးကြည့်တရားနာပြည့်တဲ့ယခုဆရာကြီးတိုက်တယ်လည်းမအောင်မေပါနဲ့အေးအောင်မေပါဘူးကွာကြော့ဟေးကြော့ကြကြော့လို့ဆုတောင်ပေးနိုင်ကြော့ပြီဗလားပြီးပါပြီဆရာကြီးပြန်ရဘာဆုမှအခုမပေးနိုင်မစိတ်ထိတ်တဲ့ကျောင်းသားတွေလည်းပြန်သွားရောဆရာကြီးနှုတ်ခမ်းမိုးကြီးထောင်းလာဆေးရင်းလေးကြီးလည်းကြညှက်လို့ဘယ်တော့ကဒီဆေးလေးတွေရှိလားမသိဘူးနော်မှန်ပြောရတာပေါ့ဗျာဆေးရင်းလေးကြီးလည်းကြညှက်လက်နှစ်ဖက်နောက်ပြစ်အိမ်တစ်ဘေးကအထဲထဲလည်းမဝင်ရဲဘူးဟိုရှောင်းလိုက်ဒီရှောင်းလိုက်တောက်တဲ့ကိုခန့်နောက်ထရန်သားကနေပြီးတော့ဘေးဆောင်လေးကတ်နားထောင်ဟောလည်းပြောကြတာပေါ့ပြောတာကရိုးပါမောင်လေးမငိုပါနဲ့မမကိုချစ်မင်းမငိုပါနဲ့ငိုတာကိုဆရာတော်တရားပစ္စည်းမရှိလို့ငိုတာမောင်လေးမမတယောက်လုံးရှိသားပဲမင်းမငိုနဲ့မင်းငိုရင်မမလည်းစိတ်ဆင်းရဲတယ်မောင်လေးမမတယောက်လုံးရှိသားတယ်မင်းမငိုပါနဲ့ပြောပြီးယူပြီးသားကျောင်းသားကြီးရှို့လို့မှလောင်ထားရတဲ့အထက်မမချစ်ရင်မငိုပါနဲ့ဆိုတဲ့စကားလုံးနဲ့တိုင်းနဲ့တိုက်ဆရာကြီးမလဲအောင်မလဲထိတ်ခါရကြည်စမ်းမိုက်လိုက်တာဟင်ဆရာကတော့တင်မိုက်တဲ့မိမငယ်သူကမိုက်တယ်ပဲထားပါအောင်တော့မင်းကဆရာကတော့ဆိုတဲ့ဂုံခိတ်ကြီးနဲ့တန်းလောက်ထီအောင်မိုက်စိတ်မွေးဖို့မတော်ပါဘူးတင်မိုက်တဲ့မိမဟင်ကိုယ်ကကြီးပေါ်ပြမျက်စိနဲ့မြောင်တာဖမ်းကြည့်အိမ်ဦးကောင်းဝင်သွားတရားနာပိဋကကြီးစာအုပ်တွေထွင့်ပြညောင်ရီအိုးတွေရိုက်ခွဲဒိန်းလိမ့်တာဖမ်းနေအကုန်ကိုယ်ကလည်းဖြစ်ကလထိုင်နေနာမန်းတရားသားနဲ့ခြေထောက်နဲ့ကကလထိုင်ခြေထောက်နဲ့ကနာမန်းတရားသားနဲ့ကန်တော့ကိုယ်ကကြီးပေါ့မလီစုတာမလီအဲ့ဒီလိုထုံတိုင်းနဲ့ဖြစ်နေတော့ဆရာကတော့ကြားပြီအိမ်ဦးကဘာတွေနဲ့ပြုတ်ကြကုန်ပါလေထွက်လာဆရာကြီးဖြစ်ပုံဆရာကတော့မြင်လိုက်ရတော့ဒါပါပြီလားငေါက်လိုက်ဆရာကြီးကြောက်လို့ဖြစ်သွားတကယ်ဖြစ်တာမဟုတ်ဘူးမလှုပ်လို့ပြောတာကြောက်လို့လှုပ်တော့ဘူးပြောမလှုပ်တာလည်းမပြောနဲ့တရားနာပြိဿဆရာတော်ကသူကကြောက်တယ်ကြောက်တာလည်းမပြောနဲ့ငငယ်လေးယူထားတဲ့လူမျိုးဒါမျိုးကြီးနဲ့တူပါရဲ့ရန်ကုန်တော့ရှိမဟုတ်ပါဘူးဘုရားကငငယ်လေးတွေတဲယူထားကြည့်တရားနာပြိဿကြီးကြောက်လို့ကြီးဖြစ်သွားဒီလိုကြောက်လို့ကြီးဖြစ်သွားတော့
မင်းနေတာပြောတော့မှဒါဘာဖြစ်တာဟေးဘာဖြစ်ရမလဲကွာဘာဖြစ်ရမလဲကွာမင်းကိစ္စမင်းမသိကျုပ်ကိစ္စကဘာတော့ငါမုံတော်မလို့နေပါနဲ့မမချစ်ရင်မငိုပါနဲ့ဆိုတာဒါပါစကားအဲ့ဒါဘာမှစကားဟိုခန်းငေါပဲပိဿာဟေးငါမငေါနဲ့နော်ဗမာစကားမှငါသိဗမာစကားမှငါသိမိုက်ပါပြီကွယ်မိမငယ်လေးယူထားလို့အလိုလိုက်တလောက်ထိအောင်ထင်းမရသလားငယ်ပဲလို့ကျောင်းသားတပည့်ကမိုက်စေအောင်တော့ဆရာကတော့ဆိုတဲ့ကိုကုံကြီးမင်းထောက်ဖို့ကောင်းတယ်မဟုတ်လားဩဒါကြောင့်ပြောနေတာကိုသေခါနေကြီးငယ်ငယ်ယူရင်ဒါတော့ခံရမှသိကြတယ်နော်သတိပြုကြပေါ့သေခါနေကြီးအစားတွေပိုက်ကားအောင်စားပြီးတက်ကတူဆရာကြီးတက်ကတူဆရာကြီးလို့ဘာမှစဉ်းစားကြမရှိဒီမဲ့အထင်မလွယ်တဲ့တော့ကျုပ်ကိုမောင်လေးအရင်ကသူချစ်ခင်အခုကျောင်းသားတွေစုံလင်စွာပစ္စည်းတွေပုံပြီးကြော့ကြတော့သူများလိုမကြော့နိုင်လို့ငိုးနေလို့ကျုပ်ကမောင်လေးမင်းငိုရင်မမလည်းငိုချင်တယ်မောင်နှမအရင်ပမာဏချစ်လို့ကျုပ်ကမမချစ်ရင်မငိုပါနဲ့လို့ပြောလိုက်တာဆရာကြီးပြုံးဆိုအကွက်ဝင်တာကိုမောင်နှမအရင်လို့ဆိုတဲ့ကယုံလို့ပြုံးတာမဟုတ်သူပြုံးပုံကဒီလိုခံကြဆရာကတော့ဆရာပစ္စည်းမရှိလို့သူပြုံးတဲ့အကြောင်းလေးပေါ်လာပါလိမ့်မယ်လေအမလေးကတော့ဆရာပစ္စည်းမရှိလို့များငိုနေကြမဟုတ်ပါဘူးကွယ်ခေါ်လိုက်မောင်လေးရမင်းဆရာကြီးခေါ်တော့ကွယ်ဆိုတော့ပြင်မဲ့ထွက်ဆရာကြီးကျွန်တော်ရောက်ပါပြီခင်ဗျာငါတပည့်မင်းကြီးကလည်းမျက်ရည်နဲ့မျက်ခွက်ပါလားကွယ်ဘာဖြစ်နေတာတော့ဟဲ့သူများတွေတက်ကတူဆုံးလို့ပညာဆုံးလို့တက်ကတူကရွှေဘုံပြန်ရမယ်ဆိုလို့မင်းမြတ်ပြန်ရင်လို့ငိုသလားဟဲ့မဟုတ်ပါဘူးခင်ဗျာကျွန်တော်ဒါကြောင့်ငိုတာမဟုတ်ပါဘူးကျွန်တော်သူများလိုကြော့စရာမရှိလို့ဆရာကြီးဝန်းနေတယ်ခင်ဗျာသူများတွေပစ္စည်းပုံကြီးပုံပြီးကြော့ကြတော့ကျွန်တော်ဘာမှကြော့တရားပစ္စည်းမပါလို့ကျွန်တော်ဝန်းနေလို့ငိုမိပါတယ်ဆရာကြီးရဲ့ဟေးကြော့စရာပစ္စည်းပေါ်ပါကွာကိုင်းငါတော့ပဲစိတ်ချမ်းသာအောင်နေဟဲ့မပူနဲ့ဘာမှစိတ်မချမ်းသာမရှိသေးနဲ့ဟေးဆရာကတော့ဘာလို့ဆရာကြီးဟိုတော့ညမင်းကဝင်လာရှိထားတာပြန်ပေးပြီလားပေးသေးဘူးလေဆရာကြီးတဲ့အဲ့ဒါတော့တောင်းတာသွားတောင်းတာဆိုတော့ဆရာကတော့စိတ်ထားကတစ်မျိုးအမလေးငွေ900တောင်းခိုင်းပြီးတော့မင်းကိုဟောတာဆရာကပေးတယ်ဒီထဲကမင်းတတ်နိုင်တော့ပူစောလို့ခိုင်းလိမလားလို့အားရဝမ်းသာနဲ့ဆရာကတော့ထွက်အသွားဒီကခိုင်းခွက်ကတစ်မျိုးဆိုဆရာကတော့ရှိအလုပ်ဖြစ်မှာမဟုတ်လို့ကြောက်တယ်ဆရာကတော့ကြောက်တော့သူဘာမှခိုင်းဖြစ်မှာမဟုတ်ဘူးဒါကြောင့်ဆရာကတော့အဝိလှိမ့်လို့ဆရာကတော့ထွက်သွားတော့မှတရားနာပိဋကကြီးသူခိုင်းရမှာကိုဒါကြောင့်ဆရာကတော့ရှိရင်အလုံးမဖြစ်ဘူးဆိုတော့သူကမရလူကိုပိဋကလူလည်းမှတ်ထားအောင်ဖယားလူတဲ့ပြီးတော့အများလူတဲ့မရလူတဲ့နောက်အလကားလူတဲ့ဗျာမှတ်ထားကြဖယားလူဆိုတာဖယားစကားနားထောင်တဲ့လူတွေဖယားအဆုံးမလို့ခေါ်တဲ့သာသနာတော်ကြီးမမှိမ့်မိန်ရအောင်လိုက်နာကြင်ကြံဆောင်ရွက်ကြတဲ့လူတွေဖယားလူလို့ခေါ်သည်ဖယားအကြက်အခုရန်ကုန်မြို့ဖဆာပါလာကွက်တိကရက်ကွက်ကဒကာဓမ္မတွေဖယားအကြက်တရားဝဲကြီးတွေကျင်းပဓမ္မပူဇာလုပ်ကြတန်ဃာတော်တွေဆုံးကတ်ကြလူကြတန်းကြဓမ္မယုံကြီးဆောက်ကြနေဆိုတော့ဒါဖယားအကြက်တွေပေါ့ဖယားလူတွေပေါ့အများလူဆိုတာကလည်းဟောဒီဝိပဿနာတရားဝဲကြီး9ကြိမ်မြောက်ကျင်းပကြတဲ့တရားဝဲဖြစ်မြောက်ရေးကော်မတီနဲ့ရက်ွက်သူရက်ွက်သားတွေအများတရားနာရအောင်မိမိတို့နာရင်လွယ်တာပဲအခုစူပါဟိုက်ကဘုန်းကြီးတရားတိတ်ခွေတွေဖြ
ဖြန့်ဝေပြီးတော့နေတော့အဲ့ဒီကနေယူပြီးတော့ကူးပြီးတော့လည်းတရားနာနိုင်ကြလားကိုနာယုံတော့လွယ်လားပေါ့အများနာနိုင်အောင်ဘုန်းကြီးကိုတကူတကပင့်တောင်ကူဟောနေတော့နှာခေါင်းရောက်ကြဒုက္ခခံပြီးတော့ပင့်ကြလို့အများအတွက်ဆောင်ရွက်ကြတဲ့ဟောဒီအများလူတွေမရလူဆိုတာကတော့တပြည့်ဟာမကြည့်နဲ့ကိုယ်ပိုင်ရင်ထဲမှာမိုးတာကြည့်ဟုတ်တယ်မရလူကြောင့်ပြောမယ်ကိုယ်ပိုင်ရင်ကဒေါသကြီးမမိုးကပြောကောင်းမမိုးကပြောကောင်းတယ်ကိုယ်ပိုင်ရင်ဘယ်တော့ဒေါသကြီးကြီးမမိုးသေးတာတော့တစ်ချက်မှရိုက်မခါရဘယ်ရိုက်ခါရမလို့မရိတ်တာမမိုးကပြောကောင်းတယ်ဟုတ်တယ်ဗျာခင်ဗျားတို့ဆိုကိုယ်ပိုင်ရင်ရိုးရိုးခေါ်မှာပေါ့ဗျာခေါ်ပုံလေးနားထောင်ကြည့်ခင်ဗျားတို့လိုကိုယ်ပိုင်ရင်မဟုတ်ဘူးခေါ်လိုက်ပုံကကိုယ်ပိုင်ရင်ရိုက်မဲ့လူကြီးတွန့်သွားနာမည်မတူလဲအိမ်ရပြောင်းခေါ်ရအောင်မှတ်သွားကြနာမည်တူလဲအရတာမှတ်တော့တခါရိုက်မလို့ဒုတ်ကြီးနဲ့တေးတော့နေတော့ဒုတ်ကြီးနဲ့ပြေးလာမမိုးကဘာပြောတော့ကိုယ်ပိုင်ရင်မိုးဒုတ်ကြီးနဲ့ရိုက်ကျိုးသွားဒုတ်ကြီးလွှတ်ပြက်တခါဓမ္မကြီးနဲ့ခုံသေးတယ်နေငါကြီးကလားအပတ်ဆိုပြီးဓမ္မကြီးနဲ့လားကိုမရင်တော်တတ်တဲ့ကျုပ်ဆဲကားပြန်သိရဲပါလေတော်သားလေးနဲ့ဘယ်လိုနေဓမ္မကြီးလွင့်ပြတယ်မရလူနော်တေချာမှတ်တာကိုင်းကျုပ်ရှာရှည်သွားလိမ့်မယ်နာကြီးကလေးကြည့်ရသေးကိုင်းဆက်ကြပါအောင်လို့ဗျာမရလူကြီးဆိုမရရှိအလုံးမဖြစ်မှဆိုရင်အဝေးလှိခိုင်းဆရာကတော့ထွက်သွားဟေးငါတပည့်မင်းနဲ့ကွယ်ကတော့တရားပစ္စည်းမရှိလို့များကွယ်ငိုရသလားဟဲ့တိတ်ပါကွယ်တိတ်ကိုင်းငိုပါနဲ့ဆရာကိုကတော့ခြင်းနဲ့ဆိုရင်ပစ္စည်းရှိပါတယ်ကွယ်ဒါပေမဲ့လို့သူများတွေကတော့တဲ့ပစ္စည်းနဲ့မဟုတ်သူများထက်ထူးကဲတဲ့ပစ္စည်းနဲ့ဆရာကိုကတော့ပူဇော်နိုင်ပါမလားဟာဆရာကြီးခင်ဗျာဆရာကြီးကိုပူဇော်ရမယ်ဆိုရင်လေကျွန်တော်ရဲ့အသက်နှလုံးကိုထုတ်ပြီးတော့ပူဇော်ရကတော့ရအော်မင်းနဲ့ကွာအသက်နှလုံးထုတ်သေးမှာပေါ့ကွာသေမှာပေါ့ကွာသူကအသက်နှလုံးထုတ်ပူဇော်မယ်အဲ့ဒါအားကြလို့လားမသိဘူးအမေအသက်နှလုံးကစကားပြောညာနားထောင်နေတာကျုပ်နော်ခင်းနဲ့သူကိုကြည့်ရတာပဲသိရဲ့အသက်နှလုံးထုတ်ပြီးတော့ပူဇော်ရဆိုတော့အော်မင်းအသက်နှလုံးထုတ်သေးတော့မှာပေါ့ကွာဒီလိုမဟုတ်ဘူးကွာဟေးငါတပည့်ထူဆန်းမြည်သူတွေမှမကတော့ရဲတဲ့မကတော့နိုင်တဲ့ပစ္စည်းနဲ့လက်ညှိုးတစ်ထောင်နဲ့ဆရာကတော့နိုင်မှာမလားဟဲ့ခင်ဗျာဆရာကြီးကျွန်တော်လက်ညှိုးကနှချောင်းပါလားအော်မင်းလက်ညှိုးဟုတ်တာပေါ့ကွာလူတွေရဲ့လက်ညှိုးရအောင်ယူပြီးမင်းပူဇော်နိုင်မလားဟဲ့ခင်ဗျာဟာဆရာကြီးကအလိုရှိတယ်ဆိုရင်လေဆရာကြီးကျွန်တော်ပူဇော်နိုင်တယ်ခင်ဗျာအေးဒါဖြင့်တော့မင်းကိုဆရာပညာရည်ကုန်တင်ပေးအဲ့ဒီရင်အဟိဏကဆရာကြီးရှ िख ိုးကတော့လို့မြေကြီးကဖနှောင်းနဲ့ပေါ့ဟေးငါဟေးအဟိဏကဆိုပြီးတော့ခုံပေါက်ထွက်သွားပါရောဗျာနည်းနည်းစဉ်းစားနော်ဒါပဲကတော့ဆရာကိုပူဇော်မယ်ဆိုတဲ့တကယ်စေတနာဆရာကြီးကတော့ငမရကြာခိုတဲ့ကောင်ဆိုပြီးတော့လက်ညှိုးဖြတ်ရင်ဒီတိုင်းဖြတ်လို့မရသတ်ဖြတ်မှရမှာမသတ်ဖဲနဲ့ဖြတ်ရင်ဟိုကလည်းသွေးနဲ့ကိုသားနဲ့ကိုသူ့ခံပြီးမဟုတ်လူကိုတတ်မှလက်ညှိုးဖြတ်ရမယ်လူတွေဖတ်လက်ညှိုးတွေဖြတ်သိအောင်သတ်နေတဲ့လူသက်ကောင်လူစိုးကြီးဖြစ်မှာတော့မင်းရာဇဝဘေးပြေးလို့လွတ်နိုင်မှာမလားရာဇဝဘေးသင်ပြီးတော့သေရောဆိုပြီးတော့ခိုင်းလိုက်တဲ့ဆရာကြီးရဲ့အမစေတနာဒါတော့တပည့်ကောင်းတော့လေဆရာဆောင်းတာဆိုကြဆရာကောင်းတော့လေတပည့်ဆောင်းတာသည်သာသမီကောင်းတော့မိဘဆိုမိဘကောင်းတော့လေသာသမီဆိုတာသည်မညီရအောင်လောကကြီးအေးဒါကြီးညီရလားမညီဘူးဗျလင်ကောင်းတော့မရဆိုမရကောင်းတော့လင်ဆိုတပည့်ကောင်းတော့ဆရာဆိုဆရာကောင်းတော့တပည့်ဆိုဒါကြောင့်တရားနာပိဋကကြီးမညီကြလို့ကြည်လေအခုဆရာကြီးကတော့ရာဇဝေသင်သေးသေးဟိုကတော့တကယ်ကတော့မဲထွက်သွားလိုက်တာပြုပြန်လာပြီဆရာကတော့
ဆရာကြီးဟေးအားလုံးမရခဲ့မရပါဘူးမရတဲ့ပြင်လေကျုပ်တောင်မှអော်လိုက်သေးတယ်အေးမရရှိတယ်တော့ကွာနေပေါင်းဆရာကြီးရဲ့ကောင်းလေးပဲကောင်းတယ်ကောင်းလေးဩမင်းမောင်လေးလားမိုက်လိုက်တဲ့ကလေးကွယ်မင်းမမပြန်လာအောင်စောင့်အောင်လေငွေသွားအတောင်းခိုင်းနေအဆောင်ခိုင်းတာတောင်မဆောင်ဘူးအခုဆရာကြောစီကပစ္စည်းသွားရှာတဲ့သူဖေသွားရှာမှာလို့မသိဘူးဓာကြီးတစ်ချောင်းထွက်လို့ဓာကြီးတစ်ချောင်းခိုင်လို့ဓာကြီးတစ်ချောင်းကိုင်မတော့ထွက်တော့မှာပေါ့တူကြီးကများတော့မသိပါဘူးကြုံပြောလို့ပါဓာကြီးဓာကြီးတစ်ချောင်းထွက်လို့ဥစ္စာရှာလို့မှားတဲ့ခါလည်းမှားပြီမပေါ့ဒါကြောင့်ကျုံမှားတယ်ပြင်မှာလို့ပြောတာခတ်တော့ပြောချင်တော့နာယီကြီးဟောနေရဘယ်ဟာတွေလဲမှားလို့ကန်ရှိသေးတော့လေဓာကြီးတစ်ချောင်းကန်လို့ထွက်သွားတယ်ဒါဘာလို့ဖို့တော့ဟောလေငါတို့ပဲမင်းမသိတော့ပါဘူးဒီအလုပ်ကြီးမလုပ်နေလဲလို့တားတာမရဘူးလူတွေရဲ့လက်ညှိုးဖြတ်ပြီးတော့အဲ့ဒါလက်ညှိုးပေါင်းတစ်ထောင်နဲ့ဖြတ်ပြီးငါကတော့မလဲဆရာကြီးမဟုတ်ပါဘူးသူ့စိတ်နဲ့သူ့ကိုဒီလိုသူ့အကြံရမယ်မဟုတ်ပါဘူးဆရာကြီးကရှေ့ဘေးလမ်းပြနဲ့ခိုင်းလိုက်လို့သူမကောင်းတဲ့အကြံတွေကြမ်းမိပြီထင်ပါရဲ့ဟေးမဟုတ်ပါဘူးကွယ်မင်းငါအပြစ်တင်မနေပါနဲ့အိုးတင်းမတင်းကြောက်မဖြစ်ဘူးဒီကိစ္စလိုက်ပြီးတော့တားမှာတော့မယ်ဟေးမလိုက်နဲ့လိုက်မယ်ဟေးမလိုက်နဲ့လိုက်တော့ပါပြီကြောက်တယ်ဘုရားလိုက်တော့ပါပြီတွန့်သွားတော့နေကျောင်းတော့မလိုက်နဲ့ကျောင်းတော့လည်းတော့သိတော့သိမယ်ဆိုတော့လည်းသိရမယ့်နေရာတွေကရှိနေတော့နေရတာပေါ့လေမလိုက်ဘူးပေါ့ကွာကဲငါဘေးဖောက်ထွက်သွားမလိုက်ဘူးဟဲ့မောင်လေးအဟိရကမလုပ်လေနဲ့လူတတ်တဲ့အမှုကြီးသားရဲ့မင်းလူလက်ညှို့ဖြတ်တဲ့ဆိုတာတတ်မှရမှာကွယ်မတတ်ရင်ဘသူကအဖြတ်ခံမတော့အဘလေးရသူဝေးသိပြီးတော့သေးသေးလို့ဆိုပြီးမင်းကိုတမင်းသက်ဆရာကြီးခိုက်လိုက်တာနဲ့တူရဲ့မသွားနဲ့မဖြတ်နဲ့မရပါဘူးကွာတစ်ချက်တည်းလှည့်ကြည့်မမခမရမလိုက်နဲ့တဲ့နင်တို့မမခဏလေးပြောချင်လို့ဆိုရက်ဆောင်အနန္တကလက်ဆွဲပေးတာပေးဘူးဒါပေမဲ့ကျုပ်ဆရာတော်ရင်လားပေါ့လေတပြင်းကြောစရာပစ္စည်းတွေပေါ်လာနဲ့အဘလေးလည်းညှိုးပေါ်တဲ့ထောင်မေးမယ်လို့လုပ်လို့ရနိုင်မှာမတော့မရခဏကြီးရှုံးတယ်ဆိုပြီးတော့လက်ကိုယုံလိုက်တော့ဆရာတော်ရိုင်လဲသွားပြီးဓာကြီးနဲ့ဟဲ့မောင်လေးအဘလေးမင်းဘယ်လိုလုပ်လိုက်တာတော့မောင်လေးမမခိုင်းရမြအစအရာမင်းဆောင်ရွက်ပေးပေမဲ့လို့အခုမမလဲသွားတာတောင်ထူပေါ်မရပါလားကွယ်ရေးတဲ့ထူတင်သေးတာနော်ဟုတ်ဘူးမိမဆိုတာလဲသွားယောက်ျားထူမှကြည်နဲ့ဖိုးကြီးတွေလည်းလဲသွားဖွားကြီးတွေပြစ်မထားနဲ့တက်ရှင်းဆိုတိုက်ပေးရတာကိုဗျထူမှကြိုက်တာမထူဘူးဟောသွားပြီသွားတယ်တရားနာပြေးစားရေးဘာပြောကောင်းမလဲလူတွေဖမ်းလဲညှိုးတွေဖြတ်သေးအောင်သားတစ်ပင်ကြီးပေါ်တက်လက်က900သွားတယ်လားတစ်ပင်ကြီးပေါ်တက်ပြီးတော့တစ်ပင်ကြီးပေါ်ကစောင့်လဲတစည်းလဲအောက်ဝင်လာရောကုတ်ပေါ်ကာယခွာရကြအောင်ပုံချငါဟေးအဟိငကဆိုပြီးတော့အသက်တက်ပြီးလက်ညှိုးဖြတ်ဟာဟေးဟိုလေးရှင်းဒီမောဘာကောင်းကြီးဟောကြလာတာလူကြလာတယ်ကိုဘာကောင်းကြီးလုံးထိရဟေးကတော့တိုက်ကြီးနေကွာဟာရှင်းကောင်ဓာကြီးခုတ်ဟာတပ်ဟာဒီကောင်လေးလက်ထုတ်ပြန်လို့ဒီတော့ချစ်တယ်လေကွာခုကားလေးဖြစ်လို့လဲရင်တော့မနဲ့လှည့်ပြန်မောင်းပြီးတော့ပြေးကြတာဒုံဆိုင်လို့ဒီဟဲတရားနာပြည်သားဒီလက်ညှိုးနဲ့ချောင်းကြတော့ဟိုလှည့်အုပ်ကြီးလိုက်ဟေးမောင်းဒီကောင်မင်းလေးကွာအခုကောင်ကြီးတော့လိုက်တာပါကြီးဟာကိုယ်လိုကားရီဖြစ်လို့သေးသူလွတ်နဲ့ဒီလိုလက်ညှိုးတွေဖြတ်ပြီးတော့လာလိုက်တာတောင်ဖို့ပေါ်တင်ထားလိုက်
ပဲတထောင်ပြည့်မလို့ဟိုကောင်ချီသွားဒီကောင်ချီသွားဖြစ်ဖို့ဒီတိုင်းတော့တပင်ကွာကြတင်ထားအတောင်ရှိတဲ့တရားတွေရဲ့နှုတ်သီးကမလွတ်လက်ညှိုးတစ်ထောင်ကမပြည့်နောက်တ90တယောက်ငါးတွေဘဟက်ကထိုးပြီးတော့ဆွဲလာတာမြင်တော့အကြံပေါ်တယ်ငါလည်းဒီလိုလုံးမှပြည့်ဒီလိုလုံးပြီးလည်းပဲလွယ်ထားတာကောင်းဖြစ်ဖို့လက်ညှိုးတွေကျိုးနေသည်ပြီးတော့လည်းပဲလွယ်ထားအဲ့ဒီလိုလက်ညှိုးတွေလည်းပဲလွယ်ထားတော့အဟိန္ဒကဆိုတဲ့နာမည်ရင်းပြောင်းလို့တိုက်ပြေကပေးတဲ့အင်္ဂုလိမာလဆိုတဲ့နာမည်ကောက်ရတယ်လို့ပေါ်ခဲ့တိုက်ပြေကပေးတဲ့နာမည်နော်အင်္ဂုလိကလက်ညှိုးမာလကပန်းအင်္ဂုလိမာလဆိုတာလက်ညှိုးပန်းကုန်ကြီးလွယ်ထားတဲ့လူလို့သူ့နာမည်ဒီလိုပဲရသည်မှတ်ထားဘာဖြစ်လို့အင်္ဂုလိမာလခေါ်မှမသိပဲနေဦးအချို့ကအင်္ဂုလိမာလဆိုတော့ဘာတော့နဲ့ဖြေတဲ့လူကဖြေတယ်ဟိုအင်္ဂုလိမာလဆိုအင်္ဂုလိမာလအင်္ဂုလိကိုလိုကာလာကြီးလက်ညှိုးပဲလွယ်ထားတဲ့လူကြီးတွေမှတ်ထားကြဒီလိုနဲ့တရားနာပေးတဲ့ရေဖြတ်လိုက်တဲ့လက်ညှိုးတွေညနေတိုင်းကြောက်လာဆိုမှပြင်ရွာကြီးကြီးသူဝင်စုတွေလုံအောင်ပိတ်မအိပ်ရဲကြစောင့်ကြတော့လည်းတရားနာပေးတဲ့အင်္ဂုလိမာလဖမ်းမယ်ဆိုတဲ့စိတ်နဲ့ဘယ်သူမှမဆောင်ရဲလာတာမြင်လို့ရှိရင်ကိုယ်အိမ်ကကလေးတွေပုံမို့ရှိုးဖို့ခိုင်းမယ်ပြေးဖို့ကြံမယ်သူတို့ကြံတာပဲကြံလိုက်လူသားကောင်အင်္ဂုလိမာလာကြီးဘယ်သူမှဖမ်းမယ်လို့မကြံရင်သူဝင်လာမလားလို့ဆိုမှပြင်ကြွားတဲ့ကလူတွေအကုန်လန့်လို့ဟောလာနေပြီလာကြဟဲ့ဒီလူရဲ့အင်္ဂုလိမာလာလူသားကောင်ကြီးလာပါဟဲ့လို့ကိုကလေးလေးတွေကိုကွေးတချို့ကိုမရလဲကိုဆွဲတချို့ကိုလင်းလဲကိုဆွဲတချို့လဲကိုကအဆွဲတွေပါမှားကုန်တော့ဗောဗျာဟုတ်လူတွေပါလေကိုမှားဆွဲကုန်တာဟိုလူကမှားဆွဲတော့ဒီလူကမှားဆွဲတော့ဟေးဟုတ်ပေါင်းလေကိုကရလေတေကြီးဆိုငါလို့အဲ့ဒါမှားဆွဲပြေးရတာကိုပြည်သားရဲ့ဒါတော့တရားနာပြည်သားကြီးအဲ့ဒါလိုပြေးကြတော့သူကရွာထဲကိုဝင်တွေ့တဲ့လူကိုဖြားလက်ညှိုးအကားများရှင်းအောင်လွယ်ပြင်းရတာခဏတွေ့တဲ့လူလည်းညှို့ဖြတ်သေအောင်သားငါဟဲ့အင်္ဂုလိမာလာငါဟဲ့အင်္ဂုလိမာလာငါဟဲ့အင်္ဂုလိမာလာဆိုပြီးဝင်းလာတဲ့ကပြေးကြတာတရားနာပြေးတဲ့လွတ်တဲ့လူသေးလို့လူသေးလက်ညှိုးလေးတွေရတော့ရတော့ဖြတ်ပြီးယူသွားသူပြန်ထွက်ပုံရရှိုးရကနေပြီးတော့ဟဲ့ပါတော့သမီးတို့အဖေအမေမောင်လေးညီမလေးနဲ့လူစုံအောင်ရှာဟဲ့ငါသားလေးခုလည်းဒီမတွေ့သေးဘူးဟောတွေ့ပြီလူကလေးမလေးလည်းညို့နဲ့ချောင်ပြက်ပြီးတော့ငါသားကြီးအသက်မရှိတော့ပါဘူးငါသမီးကိုတတ်သွားပြီငါဖေကိုတတ်သွားပြီငါအမေကိုတတ်သွားပြီနဲ့တချို့အဖွားကြီးတွေကြတော့လေဟောတော့တကျင်းတော့အင်္ဂုလိမာလာအဖွားကြီးတွေကိုကွာအဖိုးကြီးလဲနေတာတွေ့လို့အသက်ကြီးတဲ့လူသားရင်ထင်ကံကြီးထိုက်တယ်လေမယ်ဖိုးကြီးအဖိုးကြီးအမေတောက်ကလူနဲ့နေဖွားကြီးငိုးကုန်တာရိုးသွားကြပါစို့ကြာဒါကြာရင်ကျုပ်ပါးတွေရွဲ့ကုန်ပါဆိုကြအဖိုးကြီးတွေသေးတချို့ဖွားကြီးတွေသေးဒီလိုနဲ့ဖြတ်သွားလိုက်တာတရားနာပိဋကကြီးတိုင်းပြေစုလို့ညံလို့ဒီထဲတရားနာပိဋကကြီးဟောကျွတ်တို့ကောသလမင်းကလည်းတိုင်းပြေစူးစူးညံကြလို့မူကြီးမရသေနာပတိများမွေးကြည့်လိုက်တော့မှန်လားပါဗျာတိုင်းပြေစူးညံနေတဲ့ကိစ္စဟာလူတွေဖန်လက်တွေဖြတ်သေးအောင်တတ်နေတဲ့အင်္ဂုလိမာလလူသားကောင်ကြီးကြောင့်တိုင်းပြည်ဟာပုံညာရှိုးကြပြေးကြလွှားကြစူးညံနေကြောင်းပါဗျာတခုရွှေနေတော့ပေါက်ကြအောင်ဝိုင်းပြီးတော့တော်ဥတင်ကြတယ်အတန်နေပါဗျာအော်အင်္ဂုလိမာလဟဲ့စစ်တိအင်္ဂါလေးပါဆင်လူသားကောင်တယောက်ကိုတိုင်းပြည်အုပ်ချုပ်တဲ့ငါဘရင်ကမဖမ်းနိုင်တော့အောင်ဖြစ်ရမလားငါကိုယ်တိုင်ထွက်ကောတလာတစ်တပ်ဘယ်တော့ညတော့ဖြန်းဖမ်းမယ်ဒီကောင်ကြီးတိုင်းပြည်နေတဲ့လူသားကောင်ကြီးဖမ်းရလို့ဟဲ့ဝိုင်းရလို့ထွက်ကြအန္တကပုံနာကြီးကလည်းတရားနာပရိသတ်ကြီးလက်မြောက်ချီမြောက်နဲ့
အိမ်ပြောင်းဝင်လာသူ့ဖေအန္တကပုံနာကြီးကသေပစေကြီးကကောသလကဝိုင်းပြီးစစ်တပ်နဲ့သေပစေတော့ဆိုးတဲ့ကဘယ်နဲ့ဗျာလူစိုးတခုလူသားကောင်းရင်အဖေလူငါအခေါ်မခံရင်တဲ့ကိစ္စတက်ကတူပို့တော့လေဇာတိကမဖြောင်းသူ့နဲ့ခတ်ကြီးနဲ့ဟိုဘယ်ဖြောင်းမလဲလေနဲ့ခတ်ကပါလာတဲ့ကောင်ကိုသေပစေကြီးကောင်ရရသေးပါအေးကျိန်သေးလာတော့ပုံလေးမကြီးကမန္တန်ဒီပုံလေးမကြီးကပုံနာကြီးတော့တယောက်တည်းဘယ်သူနဲ့ရဖြစ်လဲဟေးဘယ်သူနဲ့ရဖြစ်ရမလဲကွာတိုင်းပြည်မှာအင်ကူလီမာလာကြီးလူတွေဖမ်းလက်တွေဖြတ်သေအောင်သားလို့ဒီကောင်ကြီးမြန်မြန်သေးပါစေငါကျိန်သေးတယ်ဟုတ်တယ်ပုံနာကြီးရဲ့ကျုပ်လဲကျိန်သေးတာပဲမင်းကြကြကျိန်သေးဘာလို့လို့သုံးပုံနာကြီးဟေးဘာလို့လို့ရမလဲကွာအင်ကူလီမာလာဆိုတာတခြားမှတယ်မင်းသားဟိနကဗျဟေးပုံနာကြီးတော်ရလို့ပြောလိုက်တာတော့ဟုတ်ပါဘူးကျုပ်သားလေးတက်ကတော်ပညာသင်ပို့ထားတယ်မဟုတ်လားအေးဒီနေရာလေးတက်လာမှမသိပဲနဲ့အခုလူတွေဖမ်းလက်တွေဖြတ်သေးအောင်တတ်နေတယ်ကွာဟုတ်ပါဘူးတော့ကျုပ်သားကအဟိနကအခုအင်္ဂုလိမာလာဆိုမိဘပေးတဲ့နာမည်ကိုဘယ်လိုပြစ်တယ်မသိဘူးဟာမက်ကဲကောင်လက်ရုပ်ပန်းကုန်းကြီးလွယ်ထားလို့တိုက်ပြေကပေးတဲ့အင်္ဂုလိမာလာဆိုတဲ့နာမည်ကြီးရနေတာဟေးမလေးဒီလိုဆိုရင်ကျုပ်သားလေးဒုက္ခဖြစ်တော်မှာပဲဒုက္ခဖြစ်တာမဖြစ်တာပါထားဝိုင်းနေပြီကောသလစစ်တပ်ကဒီကောင်ဒုက္ခဖြစ်တော့မယ်ဖြစ်ပါလေကွာမဟုတ်ဘူးလေပုံနာကြီးတော့ပဲလို့ပြောလိုက်တာတော့ကျုပ်သားလေးလူသားကောင်ကြီးဆိုတော့ဘသူကထမင်းကြွေးကြပါမတော့ဘသူကသူ့အကခံကြပါမတော့ရေလေးတစ်ပေါက်မှအထိုင်ရစမတရေလောက်အောင်ဒီအလုပ်ကြီးလုပ်နေလို့ကျုပ်သားလေးပါတွေစပြီးတော့ဘယ်နေဘယ်အိပ်ပါလိမ့်မတော့ပုံနာကြီးကျုပ်သားလေးချွတ်ကျုပ်လိုက်ပြီးတော့ထမင်းပို့မယ်ပုံနာကြီးရဲ့ဟေးမပို့နဲ့အစိတ်ပင်ရေလောက်လူမိုက်ဆိုတာမြန်မြန်သေးမှအေးအကောင်းနဲ့မဖြစ်ဘူးကျုပ်သွားမယ်ကျုပ်လိုက်မယ်ပုံနာကြီးရဲ့ထမင်းအောင်လေးနဲ့လိုက်ကြည့်အခုတရားနာပြိဿကြီးအမေလို့သူကလည်းထမင်းအောင်လေးရွက်လို့သားလို့သူကလည်းဒီကနေ့လက်ညှိုးပေါင်း1000ပြည့်မှာ1000နဲ့လိုတဲ့နေ့အဖေတွေ့လည်းမရှောင်အမေတွေ့လည်းမရှောင်ဘလို့လက်ညှိုးဖြစ်လူသားမှန်သမျှတွေ့ရင်ငါလက်ညှိုးဖြတ်မယ်ဒီတိုင်းကြုံရတာအဋိဋ္ဌာန်ထားတဲ့နေ့ဝိုင်းလိုက်တာကောသလစစ်တီတော်တွေကလည်းဝိုင်းဟေးဝိုင်းဟာဆိုပြီးတော့ဒီခုဒီမှာလာလူသားကောင်းကြီးဝိုင်းပြီးတရားနာပြေသာဝိုင်းမလားပြေသာကြီးဝိုင်းပြီးပြုတ်အဲ့ဒါလိုဝိုင်းထားတော့လေအမေလို့သူကဟောကြားရတဲ့အလူကလေးရဲ့သူ့သားလည်းမမြင်သေးဘူးသားတွေ့ကျင်လို့လာရင်သားအမေမျက်စိမုံပါပြီသားရဲ့ငါသားရဲ့အမေကိုမြင်ရလှမ်းပြီးတော့ခေါ်လိုက်သားရဲ့နဲ့ခမင်းတောင်းကလေးနဲ့သွားလိုက်တဲ့အင်္ဂုလိမာလာကြီးရက်နေတာတွေ့မုတ်စိတ်တွေပမြိုင်းနေနဲ့ဆိုတော့မှတ်မိတော့ဘူးဘောလေသူ့သားမှလည်းသူမသိတော့ဘူးပေါ့ဟောငါသားလေးထံသွားတာလမ်းဘယ်လိုကောင်းကြီးနဲ့တွေ့နေပါလိမ့်မတော့သားမှမသိဘယ်လိုကောင်းကြီးပါလိမ့်မတော့ငါသူ့ကိုယ်ရှောင်ပြီးငါသားထံရောက်အောင်သွားမဲနဲ့သားမှမသိလို့ကိုယ်အရှောင်လိုက်ဟိုကလည်းအဋိဋ္ဌာန်ထားတဲ့နေ့ဆရာကတော့ပစ္စည်းလက်ညှိုးတစ်ချောင်းနဲ့လူတော့ငါဟေးအင်္ဂုလိမာလာရေကြီးဖလောက်နဲ့ပေါက်ပြီးခုန်လိုက်ဟေးဟောအိုးဘာကောင်ကြီးတို့အောင်မိတာလက်ဆက်တတ်တော့တာရဲ့မဖြစ်နေပါဘူးလားသားရဲ့လူကလေးအဟိနကငါသားချမင်းစားရအောင်အမေလာပို့တယ်ထမင်းမြည်လို့မမှတ်မိပါဘူးမလားသားရဲ့လာလေးလူကလေးထမင်းစားရအောင်လာထမင်းနောင်ကလေးခေါင်းပေါ်ကလက်နှစ်ဖက်နဲ့ယူပြီးချမလို့ရင်ဘတ်လောက်အရောက်ငါဟဲ့ထိုးပြီးလိုက်ဟေးဟော
ဗျာအမေကိုလိုက်တယ်လူကလေးမင်းအမေကိုလိုက်ပြတာလားသားရဲ့ပြေးရင်တရားနာပြေးတဲ့ကစင်းခလုတ်တက်လေဟောတော့ကုန်ပါပြီတာမေ့အတွက်ခုလာတဲ့ထမင်းတွေမရှိတော့ဘူးသားရဲ့အမေပေါ်ရန်ကအမိုက်တွေဖုံနေခဲတွေလွတ်တာလေးကြုံကျွေးမဲ့လာသားလက်ခုပ်ကလေးနဲ့ကြုံဒူးကလေးထောင်းတာလာလေစားရအောင်လေသားရဲ့ကိုတတ်မလို့လိုက်နေတာနော်မိခင်ဟဲ့ငါညီညာနှမညာမိခင်ရမေတ္တာသိကြီးမှသာနော်လာလေသားရဲ့စားရအောင်လို့ခေါ်ပေမယ်လို့လိုက်ပြန်တော့လဲတခါပြေးရရင်ကလေးမလို့သားရဲ့လူသားကောင်းကြီးအမေကိုတောင်းတတ်မလို့မိုက်ကသားပါလားမလေးတော့မအိုးအမေတို့တက်ကတူတိုင်ပြေကိုပို့လို့မိရဲ့ဇာကြောင့်ပြန်စဉ်းစားလိုက်စမ်းသားရဲ့တက်ကတူကျောင်းသားကြီးဆိုအားရပညာဆုံးလေးဆိုတော့ပြန်လာလိမ့်မယ်လို့ထင်တာလူကလေးမိလူသားတဲ့ပြတဲ့ဘယ်လိုကသင်ပေးလို့တက်လာသလားသားရဲ့ဘာလို့သင်ပေးလို့ဒီပညာတွေတက်တယ်လဲသားရဲ့အရင်တော့ကမင်းမျက်နှာလေးရွှေစင်းကဆိုဝင်းလို့အမေမျောခဲ့ပါရဲ့ငါသားကြီးစောစောကမြပေါ်လာလို့ရှိရင်ဒီလိုဖြစ်ရမယ်မဟုတ်ပါဘူးအမေမျောတော့ကတော့မပေါ်ပဲနဲ့အမေလာပဲသားတော့လူသောကောင်းကြီးပေါ်တယ်အမေကိုတောင်းလိုက်တဲ့သားပါလားပြန်ပြီးတော့စဉ်းစားလိုက်ပါဦးသားရဲ့လို့သားရတဲ့နာရီမရည်ပြောင်းငါတွေးလိုက်ပါအောင်ပြန်လာရင်အမေမျောမိပေမဲ့သားရဲ့လူလေးမကြီးခစ်ပြရတဲ့ကြီးဘဝနဲ့တက်ကတူကျောင်းကပြန်လာမယ်ထင်တာအခုတော့အမလေးအမေမျောတော့ကတော့ပေါ်မလာပဲနဲ့လူသားကောင်းကြီးဘဝနဲ့မင်းပေါ်လာတော့လားသားရဲ့နာရီမရည်ပြောင်းငါတွေးလိုက်ပါအောင်ပြန်လာရင်အမေမျောမိပေမဲ့ဒီကြောပိအောင်အစင်ဆိုးလိုက်တာကသားရဲ့လူလေးနကဟမမင်းအခုတော့ဖြင့်အမေကျွေး၍သိရတော့မှာပါအမေကျွေး၍သိရတော့မှာပါငိုတာဗျာရလားငိုတာကတော့မိမကြီးကျုပ်ကယောက်ျားသားဖြစ်မိမသားဆိုတော့တွန့်နဲ့တက်နေဘူးရှာရှည်တယ်လည်းမဟုတ်ဘူးနည်းနည်းရှည်ပြလိုက်ရအောင်မိမသားဆိုရင်လေသိရတော့မှာအမေဒီတိုင်းကောင်းပါဘူးအဲရှည်တယ်လို့တော့အောက်မိတော့ကြည့်တရားနာဖေးစားရေငိုပြီဟိုကငိုပြီမလို့တန်းလို့သူကအမေကိုလိုက်ဒီထဲကောသလကလည်းတရားနာပြိတ္တဘယ်တော့ညာတော့ဖြန့်လို့ဝိုင်းလိုက်တာအင်္ဂုလိမာလာကြီးဝိုင်းခဝိုင်းဟလို့ကောသလရှင်မရဲ့စစ်တပ်ကတိုင်ပြေဒုက္ခပေးတဲ့လူဆိုးကြီးဖောင်းမလို့អော်လိုက်တော့ဟောကြရလားသားရဲ့ဝိုင်းကုန်ပြီလူကလေးရဲ့တိုင်တုံအောင်ဆိုးကြလို့ဥပူရအမေရတဲ့ကမအိလိုက်ချာကပေခွက်အေးကိုတခါမြေဝဲရာသာအရှင်ကိုတလဖေးကိုလားတာရဲ့မောင်ရဲ့ဟိရကမမင်းဟောဒီတော့ကပြေး၍လွတ်နိုင်ပါမည်လာငါသားကြီးပြေး၍လွတ်နိုင်ပါပြီလာဆိုပြီးငိုတာပါပဲဗျာငိုတော့တရားနာပရိသတ်ရေအမေအလိုက်မစဲသေးဘူးသူကပြီးဟဲကျွတ်တို့သုံးတော်ကထွတ်ထားနာရီညုံမြတ်စွာဘုရားကိုတော်မြတ်ကြီးကလည်းရွှေညာတော်ကိုရဲ့ဖြန့်ကျက်ကြည့်လူမိုက်ကြီးညာတော်တွင်သက်ဆင်းလာတော့အင်္ဂုလိမာလာလူတွေဖမ်းလက်တွေဖြတ်သေးအောင်သတ်လူမိုက်ကြီးလမ်းမဆုံးရှာသေးပဲကိုငါဖယားကြွရဲ့ဖြစ်သူရဲ့ဥပနိပြရှိမရှိကြည့်လိုက်တော့ဒီကနေ့ဘယ်လေအဲ့ဒီဘိက္ခုဟန္တာဖြစ်မှာမြင်တော်မူသဖြင့်ဘုရားကိုယ်တော်နဲ့ကြွလာရောဘုရားကိုယ်တော်မြတ်ကြွလာတာကတရားနာပြည်သားကြီးယဟန်ကြီးအောင်ဖန်ဆင်းပြီးတော့ကြွလာယဟန်ကြီးအောင်ဖန်ဆင်းပြီးသဘိတ်ကြီးပိုက်ပြီးတော့ကြွလာ
အမင်းနဲ့သားရဲ့ကြားထဲကဘုရားဖြတ်ကြွပိဋကကြီးဟိုအရေးကြီးတော့ပါတဲ့သွေးနီးမှာဘုရားကိုယ်တော်မြတ်လည်းယဟန်ကြီးရောက်ဆောင်ပြီးကြွလာရောအရေးကြီးသွေးနီးမှာဆိုတဲ့စကားလို့အမေဆိုတဲ့သွေးကလေးကသိတာမျိုးတော်ပြီအမေလည်းညုံမဖြတ်ဘူးအမေလွတ်စီတော့အမေလည်းညုံငါမဖြတ်တော့ဘူးဟောဒီချားလေးကဖြတ်လာတဲ့ယဟန်ကြီးလည်းညုံငါဖြတ်ယဟန်ကြီးလည်းညုံငါဖြတ်မယ်မပြေးဘုရားလိုက်မပြေးနဲ့ဆိုပြီးလိုက်ပြေးပါအောင်ဘုရားတလှမ်းရင်မကြွတလှမ်းရင်ကြွတာကိုသူကနောက်ကလိုက်မိဘူးပြေးသားကြီးဘုရားတလှမ်းရင်ကြွတာကိုမိဘူးနော်ဘယ်မိမလဲသူခြေတော့ကနောက်ပြန်ရောက်ကျွတ်တို့ပွဲတွေကလူရက်တွေပလိတ်လုတ်ပြီးတော့လူစိုးလိုက်တယ်လို့ပေါ့ဇက်ခုံကကျင်းတော့အဟုတ်လိုက်လေထိုးကြသေးကုန်မှာဆိုတော့နောက်ပြန်နင်းနေရအခုသူခြေတော့လည်းဒီလိုဖြစ်နေတယ်ဟိုပြိဿရဲ့ခြေတော့ကနောက်ပြန်ရောက်ဒါပေမဲ့လို့သူပြေးနေတာကိုဖျားပြေးတယ်ထင်သုံးယူစရာခရီးကိုတဟုန်ဒီပြေးနိုင်တဲ့အင်္ဂုလိမာလာဘုရားတလန်းချင်းကြွတာမိအဖေတော့သူကဘာပြောချွေးတွေကလည်းများထွဲဘုရားတလန်းချင်းကြွအိုးယဟန်ကြီးပြေးသေးရမှာကြောက်သလားဘယ်နေကြောင့်တော့ပြေးနေရတာတော့ဘုရားကိုကြောက်သလားတဲ့ဒီတော့ဘုရားကိုယ်တော်မြတ်ကဘယ်လိုမိန့်တော်မူပါလဲခြေသားအင်္ဂုလိမာလာငါဘုရားမပြေတင်သာပြေတော်သည်ငါဘုရားမပြေပါဘူးကွမင်းသာပြေနေတာပြေးလိုက်တာလူမိုက်ကြီးလမ်းမဆုံးသေးဘူးလားသင်ပြေးနေတဲ့ကန္နာရခီးပြန်ကြည့်စမ်းသူတွေဖန်လက်တွေဖြတ်သေးအောင်တတ်နာယကကြောပြီးတော့မွေးမဲ့တော်ကိုတောင်းမင်းတတ်မလို့လိုက်နေတဲ့သားပါလားအခုကြည့်ငါဖယားကိုမင်းလိုက်နေပြန်ပြီငါဖယားမှမပြေးဘူးပြေးစရာလမ်းလည်းမရှိတော့ဘူးနိဗ္ဗာန်မုတ်ဦးကရပ်ပြီးတော့သင်ငယ်သို့လူရန်လူဆိုးလူတရားလူချမ်းကြီးတွေကိုတဏှာသဖြင့်ကဲတင်တော်မူရန်အတွက်စိတ္တလေးသိချင်းတဲ့ကဝတ္တိပါဠိအနန္တဖြည့်ပြီးတော့သင်ငယ်သို့လူတွေရင်ကြည့်အောင်ငါဆုံးမခြင်းလို့နိဗ္ဗာန်မုတ်ဦးကရပ်လျက်ခေါ်နေတယ်ငါမပြေးပါဘူးကွယ်จิตအင်္ဂုလိမာလာမင်းသာပြေးတာလူမိုက်ကြီးမောသေးဘူးလားလမ်းမဆုံးသေးဘူးလားငါဖယားမှလမ်းဆုံးရောက်နေပါပြီကွယ်လို့မိန့်တော်မူလိုက်တော့တွေးပြီးမြတ်တော်မခါဖဲကြည့်မျက်ရည်ဒီလုံးဝိုင်းလာအိုးငါတသက်ဘယ်တော့မှမကြောက်ဘူးတဲ့စကားတွေပါလားခေါ်လိုက်တာငါတို့အင်္ဂုလိမာလာခြေသားအင်္ဂုလိမာလာတဲ့အမလေးငါကိုခြေစံလို့ခေါ်တဲ့စကားသံကိုလည်းငါနားထဲကမထွက်ဇက်တိုက်ကြီးကြားနေတယ်ပြီးတော့လည်းငါဖယားနဲ့ပြောလိုက်တာတွတ်ငါဖယားမှပြေးစရာလမ်းမရှိတော့ဘူးတဲ့ငါဖယားမပြေးမင်းသာပြေးနေတာအင်္ဂုလိမာလာတဲ့မင်းလိုလူမိုက်ကြီးတွေလူရန်ကားကြီးတွေငါဖယားတဏှာလို့နိဗ္ဗာန်ဘုရားကရခေါ်တဲ့တန်တော့ငါကြောက်ဘူးတဲ့အတိုင်းဆိုရင်ဖြင့်ဟောကပ်ပြီးတော့အတိုင်းပြေကသုတ်တော်တနာနဲ့မေမယပတ်ပေါက်ဖွားတဲ့သိတ္တထကဖြစ်တဲ့ဂေါရမဖယားဆိုတာဒါနဲ့တူရဲ့စဉ်းစားမိဟုတ်ပါပြီဂေါရမဖယားဆိုတာဒါနဲ့တူရဲ့အင်္ဂုလိမာလာအမလေးလူတွေကိုထောက်ချီပြီးတော့ငါတတ်လာခဲ့အမေကိုတောင်းတတ်မလို့လိုက်ခဲ့သားအခုဖယားဆိုတဲ့တိတ်တထောက်ငါတတ်မလို့လိုက်နေပြန်မှာမို့လားမာပြီဒီကိုလေးဖလာပင်မာပြီမြတ်စွာဘုရားတွေ့တော့ဒုက္ခကောင်းကြီးလူမကြီးပြင်းနေတာလမ်းမဆုံးသေးဘူးလားလို့မိန့်တော်မူသဖြင့်ဟောဒီလူမကြီးလမ်းဆုံးအောင်တ
ဒီဒုက္ခတွေတုံအောင်ကဲတင်တော်မူပါဗျာမြတ်စွာဘုရားတဏှာသစ္စာတွေတော်ကိုတရားစေတိုက်တော်မူပါဗျာလို့ဒူးကလေးတစ်ဖက်အောက်ထောင်းဒူးကလေးတစ်ဖက်ထောင်းထောင်းတဲ့ဒူးဘောတတောင်းစကလေးဆန်းတင်တရိုးလေးထိတ်ကကိုင်းပြီးတော့မြေကြီးပေါ်စိုက်မလာပါဗျာတိတို့တဏှာတစ်ဖက်ကဲတင်တော်မူပါဗျာလို့အဲ့ဒါလို့ရှောက်လိုက်တော့ကမှဗျာကိုတော်မြတ်ကအေဟိဘိက္ခုသမ္မစရထဒုက္ခသောဟာအောင်တကိရိယာယလို့အေဟိဘိက္ခုခေါ်တော်မူပါတယ်ဗျာအဲ့ဒီချိန်မှာပဲလေသံမုတ်စိတ်ရိပ်ပြီးဝါ60ရာသောမထေကြီးကဲသို့သံဃာပိဏပฏิသမိတာပတ္တအာသဝကိုခန့်၍အေဟိဘိက္ခုယဟနာကြီးဖြစ်ပါဗျာအေဟိဘိက္ခုယဟနာကြီးဖြစ်တော့သင်္ကန်းအသွင်းနဲ့ပုတ်စိတ်ပမြိုင်လေးပြောက်လို့ဘဝကြီးပိုက်လို့အမေလို့သူကမျက်တောင်ခါဖက်ကြည့်ဟောဟေးခေါ်တော့မှဖယားကိုလိုက်တဲ့သားအိုးကြည့်တော့အခုသင်္ကန်းဝတ်ကြီးဖြစ်သွားပြီဟန်ကြလိုက်ပါပြီဟိုကလည်းဘဝကြီးပိုက်လို့ဖယားနောက်ကလိုက်တာရဲ့လူလေးဟိတကအမေကိုတရားတော်ပါလေပြည့်အောင်တော့လားတာရဲ့အမေကျင်းတယ်လို့အမေဝတ်တန်လို့တာရဲ့ဟောကြည်စအမေခေါ်ရတော့ငါသားကြီးမထူနိုင်တော့ပါလားတာရဲ့အမေခေါ်နေတဲ့အဟိနကရဲ့ဒီတော့ဘာပြန်ပြောလို့အိုးမိခင်အိုးမိခင်ပင်ဒီငါအဝန်းနဲ့လွယ်၍သာဖွာကြရသည်ဝန်းနဲ့လွယ်၍ဖွာသောကျေးဇူးသာရှိသည်ငါအဒုက္ခတုံးအောင်ဒုက္ခဆုံးအောင်လူမိုက်ကြီးလမ်းဆုံးအောင်ကဲတင်တော်မူသောဂေါရမမြတ်စွာဘုရားသည်သာဖြင့်ငါဣဖခင်ရင်ဖြစ်တော်သည်မိခင်ငါလိုက်တော့နောက်ကလိုက်တော့အမေလို့သူမျက်ရည်ကဖြိုင်ဖြိုင်ကြလို့လိုက်တာလိုက်ပါတော့တာရဲ့အမေမေးလိုက်စမ်းမရစေအောင်မင်းလူတွေဖုံးလက်တွေဖြတ်ပြီးတော့တေအောင်တတ်နေတော့ငါမင်းပဲအိတ်တော့ဘယ်နေတော့ထမင်းလည်းမအောင်စားရရဲ့လားသားရဲ့အမေကိုဒီအကြောင်းစကားလေးတွေမေးတာပြောပါအောင်တော့လားဟောလိုက်သွားပြီစိတ်နဲ့မွေးသမီးကကြီးကိုတောင်းမှကျေးဇူးဆက်တရားမဟောပဲတော့ပါလားသားရဲ့ကြည်တော့မအမေပြောမဲ့မျောတော့ငါတော့လည်းပေါ်မလာဘူးသားရဲ့ငါသားကြီးအမေမျောတော့ငါပေါ်မလာပေမဲ့လို့လာမဲ့လာပြန်တော့လေလူသက်ကောင်းကြီးဘဝနဲ့တာရဲ့အမေကိုတောင်းတတ်မလို့လိုက်တဲ့သားကြီးဘဝနဲ့ပြန်လာတယ်အဲ့ဒီတော့အမေကြောင်လုံးလို့အခုယဟန်အသွေးနဲ့တာမြတ်တယ်လေဖူးမြောခြင်းလို့အနာကချင်းလို့အမေလျှောက်ပါတော့လေသူတော်ကောင်းကြီးဘဝရောက်မှအမေကိုကြွမဆိုင်ပါလားတာရဲ့အမေပဲလို့လုပ်ပြီးတော့ဖြေးရပါမလို့ရဲ့လို့တာမောင်ရဲ့မှာတက်လေလူလေးစိတ်ရကငိုပြန်မျိုးမမီကငယ်မြင်ရောစီငိုအကြီးရှိပါလို့ဒီမြင်ရဲ့ဝိငါသားကြီးရဟန်းသွင်းတဲ့ပြရအမိမျက်ရည်မကျဆဘူးလို့အောက်မိခဲ့ပေမဲ့လို့ခုတော့လေအမေကိုကြွမဆိုင်လို့အမေမျက်ရည်60ပြီတားရဲ့60ပါကိုလာဆရလို့မမီကငယ်မြင်ရောစီငိုအကြီးပါလို့ဒီမြင်ရဲ့ခွေးကတော့သားမောင်ကိုလွတ်လာလေပြမမာပြီတော့မပြမမာပြီလူကလေးရဲ့ဟိုလေငိုတယ်လို့မှတ်ပေါ်ရပြေးသားကြီးအမေလို့သူငိုဘူးလားငိုပဲဒီရပါခွက်လိုက်သွားပြီဖះเจ้าတော်လိုက်အင်္ဂုလိမာလာတော့မရှိဘူးကောသလကဝိုင်းတော့ဝိုင်းဟောပါတော့သူကဝိုင်းတော့မယ်လူတွေကောင်းတွေကြောဟာဒီနာသွေးတွေခုကြည့်လားသွေးရတန်ရနဲ့ခုမှတတ်သွားတာရှင်းနာတယ်နေမှာဝိုင်းလိုက်ကြည့်ဘူးကမတွေ့လားမကမတွေ့တဲ့နောက်ဆုံးဘုရားကျောင်းတော်ထဲဝင်သွားချွေးပေါက်တယ်မောလုံးတကတော့ကောသလဘယ်ကနေငါဘုရားထံပေါက်လာတယ်မှန်လားပေါ့ဗျာမြတ်စွာဘုရားကြားတော်မူဘူးလားအင်္ဂုလိမာလာကြီးလူဖမ်းလက်ဖြတ်တေအောင်တတ်လို့ဘုရားကြီးတော့တိုင်းရကအောလို့မနေတာပဲနဲ့သူ့အတွက်အခုအလောင်းတွေကြောပြီးလိုက်ဖမ်းနေရပါဗျာတွေ့ရလားတကားတော့ရဲ့
အစအနာကိုမတွေ့ဘူးဗျာဘယ်တွေ့မလဲတကားတော့ရဲ့အင်္ဂုလိမာလာလူမမသတ်တော့ပဲနဲ့ဟုတ်ဗျာရှင်ဗျာမြတ်စွာဘုရားလူဖမ်းလက်ဖြတ်သိအောင်တတ်လူတွေကောင်းနေအခုအရှင်လက်လက်တတ်ထားတာတွေးစိမ့်နေနဲ့တပည့်တို့ကြော်လွှတ်ပြီးတော့လာခဲ့ရပါဗျာလူတတ်ပါတယ်ဗျာမတတ်တော့ဘူးလေတကားတော့ရဲ့အိုးလူတွေကောင်းနေကြော်ပြီးတော့လာခဲ့ရလို့တတ်တော့ဗျာဩမတတ်ပါဘူးတကားတော့ရဲ့အရင်တုန်းကတတ်တာအခုမတတ်တော့ဘူးအရင်တုန်းကတတ်တာအခုမတတ်တော့ဘူးမှန်လားပါဗျာတွေးတော့မယုံနိုင်အောင်ဖြစ်နေတယ်ဗျာတကတော့မယုံလို့ရှိရင်ငါဘုရားခေါ်ပြရှစ်သားအင်္ဂုလိပါလားငါဘုရားရှိတော်မောက်အရောက်လာခဲ့တာဘာပြောကောင်းမလဲပရိသတ်ကြီးရှစ်သားငါဘုရားရှိတော်မောက်အရောက်လာခဲ့စမ်းလို့လဲခေါ်လိုက်ရောနောက်ကတတ္တိကောင်းပြီဆိုတဲ့တန်ခမောက်ထောင်းနေဖဲထောင်ပြေးပြီပြေးကုန်ပြီဟာအင်္ဂုလိပါလားငါဘုရားရှိတော်မောက်လာခဲ့တာဟဲ့ပြီးတော့လာမပြေးကြပြေးတာပြေးတာပြောင်းအောင်ရှိကောသလဘုရင်ကြီးကမပြေးပါသည်လက်နှစ်ဖက်နောက်ထောက်ပြီးပက်လက်လန်ကမှချွေးသည်ချွေးပေါက်တင်တဲ့ပါဇာကြီးဟာကြောက်လို့ရှင်မင်းကမပြေးကောင်းလို့ကြံရစ်တာပြေးတာကြီးရှင်မင်းပြေးကောင်းသလားမပြေးကောင်းတဲ့လူပဲနှစ်ယောက်ရှိဘယ်တော့မှလူကပြောတာအော်တရားတွေနာထားတယ်လို့ဘုသူတ္တရှိယဟန်နဲ့မိန်းမတဲ့ရှင်မင်းနဲ့မင်းစည်းတဲ့ဆင်းနဲ့ပြေးကောင်းမှုကျွတ်တို့ယဟန်ပြေးဖို့ပြောနေလက်တောင်ရမ်းမသွားရဘူးဒါပတိလက်ရမ်းမသွားရဘူးဆိုပေမဲ့လို့မပြေးကောင်းပေမဲ့မန္တလေးကျွတ်တို့ခမကနိုင်နောက်ဖက်ပလန်းရထဲမီးလောင်တော့ဘုန်းကြီးတွေပြေးကြောင်ကြိုက်ကြိတ်ရတာဟုတ်လားအော်အတော်သင့်ပြစ်လောက်တော့လည်းပဲတရားနာပြတာအသင့်ခံပြီးဆောင်းလကဆောင်းပါပြီဆိုတော့ဘုန်းကြီးတွေကငဲ့ကြတယ်ကိုတော်တစ်ပါးများမီးလောင်တဲ့အသားကြီးဖက်ပြီးတော့ပြစ်ပုံးဆိုပလဲလာရကြဒါတော့ထိအောင်ငဲ့ညတော်မူကြဂရုစိုက်ကြကဲဘုန်းကြီးပြေကောင်းမှုမိမလည်းပြေကောင်းမှုမထမိမပြေကောင်းမှုဒါတော့ပြောသိရောပေါ့မန္တလေးကျုပ်ဒီတရားထဲဟောတခါတယောက်ကမဟောနဲ့ဗျာတဲ့ကြိုက်တော့ဘူးတဲ့ကျုပ်ဟောတာလည်းကြည်အောင်လေငါထမများဗမာပြည်မျိုးသမီးယဉ်ကျေးမှုရှိတယ်ခြေသလုံးသားလူမြင်မကြောက်တယ်ဒါဗမာမျိုးသမီးရဲ့ယဉ်ကျေးမှုခြေသလုံးသားလူမြင်မကြောက်တယ်ကျွတ်တို့ကဒီတိုင်းထဲဟောခုတော့လူမြင်မကြောက်မှကြောက်တယ်ဥလသိန်းကထမိန်သေးချာဝှက်ပြတာတခါတည်းကိုကွာတယ်သူတို့ကဒီအစာလေးကိုအတွင်းစာကိုအထက်ခက်ရှိလေးမြင့်ပတ်ပြီးဆွဲလိုက်တော့ခွင်ကလေးကချစ်လာတော့ဥလသိန်းအဲ့တိုင်းပြောတာမဲပြီးတော့ဟိုဝင်းနေတဲ့ခြေသလုံးသားလေးလူမြင်လို့မဲတချမ်းဖော်ထားလို့ကွာသွားလိုက်ရင်လည်းထမိန်တစားတိုးနေတာငါဘာတော့အောင်မင်းနေပြီးတော့ဘာတော့အောင်မင်းကွယ်ငါကြီးကဓမ္မပြသတိပြုကြဗမာမျိုးသမီးရဲ့ယဉ်ကျေးမှုကခြေလုံးသားလူမြင်မှရောက်တဲ့ဒါပတိတို့ကောက်ဆိုင်တဲ့နေရာတော့အလော့ပေါ့ကွာဒါလည်းထည့်ပြောပါသေးလူစိမ့်တယောက်ကမြက်တော်မခတ်ဖဲတဲ့စစ်စိုက်ကြည့်တာတော့မခံနိုင်မဲနဲ့မြက်လွှာကလေးအောက်ချသွားတာဒါဗမာအမျိုးသမီးရဲ့ယဉ်ကျေးမှုမှန်လားပြိဿကြီးကာမသတ္တဝါမနေနိုင်လို့အိမ်တော်ပြုတာတခြားကွာရှစ်တာကရှစ်တာပဲဟာဒါလူကိုကွာရှစ်တာပဲကွာဒါကြောင့်ကွယ်မိမမပြေကောင်းဘူးလို့ငါပြောပါတကွယ်ဒါပေမဲ့လို့ခုခေတ်တော်လို့ကျုပ်ကမန္တလေးတုန်းကပြောမိပေါင်းပြီးတို့လေးဝေဘောခတ်ကုန်ကြပါပြီလို့ဘောခတ်တော်လို့လူပြက်တွေကလှောင်တယ်လို့အိန္ဒိယပြက်တော့မလွန်ပေါ်ကွင်းထဲမှာအမျိုးသမီးအသင်အချင်းချင်းဘောခတ်တယ်အဲ့ဒါသရေကြတယ်ကြည်တဲ့လူတွေကအငိမ့်ကိုသေချာရနာထောင်ငါတော့ကမှတ်ထားဟဲ့ရိုးပြောတာမှလားလှောင်းနေတာဗျနင်တို့ဒီတော့တယောက်ကပြောတယ်သေရကြတယ်ဆိုရင်မင်းဟာဘယ်ဘက်ကမှဂိုးမသွင်းဘူးပေါ့တဲ့လှောင်းရင်လည်းလှောင်းတာသူတို့က
ဒီတော့ဟိုကောင်ကထပြောတယ်။အော်မင်းငါပြောတဲ့စကားဆုံးအောင်နားထောင်တဲ့ဘောင်းဘီတို့လေးတွေနဲ့ပေါင်းဖွေးဖွေးလေးတွေနဲ့မိမသိအချင်းချင်းဘော့ခတ်တော့အဲ့ဒါသေကြတယ်တဲ့ဘေးကကြည့်တဲ့လူတွေကတဲ့အဲ့ဒီတော့မှဟိုလူကအာမေဒိတ်တန်နဲ့ထလှောင်လိုက်တယ်။အော်ကောင်းသေးလားလှောင်တာဟဲ့ငါကဒီတရားမန္တလေးထဲဟောတော့တခါတယောက်ကဒီတရားမန္တလေးဟောပါနဲ့တဲ့ကြိုက်တော့ဘူးတဲ့သူကဘေးရတကာကိုပြောကြည့်တယ်တကာကြီးလို့ဟိုတကာကြီးကဒီလိုပြောတယ်လို့ဆိုတော့ပြောရောပေါ့ဖရတယ်သူ့သမီးကဘောင်းမီတူဝဲဘောခါရှာတယ်အော်မိဘများကလည်းမိဘပဲတို့ပဲမလို့ကြမ်းပါရဲ့လို့ဆိုကြတော့လေဒီကောင်းထိုင်တာရှိတာဝလေးလို့ပေါ့နောက်တော့ဘုန်းကြီးတို့ကရင်ကျေးမှုနဲ့အနှောက်အယှက်ပေးတယ်ပဲလို့မအောင်မေလို့လည်းမဟုတ်ပါဘူးပြိတ္တာမိမမပြေးကောင်းတဲ့စကားလေးနဲ့ပတ်သက်ပြီးတော့ဗမာရင်ကျေးမှုကိုထွက်သွားပါတယ်မှန်လားပြိတ္တာကြီးအဲပြေးကောင်းမှုဗျာမင်္ဂလာမင်းစည်းဆင်လည်းပဲဆင်ရိုင်းကဲဆိုမုံယိုပြေးနေမယ်ဆိုရင်ကဲ့ရဲ့ွယ်ဖြစ်တဲ့မင်္ဂလာဆင်မဖြစ်ထိုက်ဘူးလို့ဆိုွယ်ဖြစ်ချင်းကြောင့်ပြေးကောင်းရှင်မရင်ကြပြန်တော့လေကတောင်းတကြားနဲ့ပြေးနေမယ်ဆိုရင်ဘယ်ရင်ဖြစ်ထိုက်တဲ့ဘုံလက္ခဏာမပါဘူးကဲ့ရဲ့တင်ကြိုစကရင်ဆိုမှကြောင့်မပြေးကောင်းလို့ရှင်မရင်မပြေးတာတဲ့ဗျို့ပြေးတာကြီးကောသလာကြီးဘာလို့မပြေးတာတော့မပြေးကောင်းလို့ပြေးတာအသေးခန္ဓာခန်းကိုခံရတယ်ခုပက်လက်ကြီးလန်လို့ကြီးချွေးတွေများပြန်ဖျားမလီဖျားတိုက်တာဘုရားကူတခါတည်းပါစထဲကခရလေးရေလွတ်အဲ့ဒါလို့တာတော့ဘုရားကူတော်မြတ်ကတနာသဖြင့်ဟဲ့တကားတော့ထတကားတော့ရဲ့မပူနဲ့မကြောက်နဲ့ကြည်စမ်းအင်္ဂုလိမလာခေါ်တော်လေသင်ထင်တဲ့အသွင်တိုင်းဟုတ်ကလည်းကြည်စမ်းတကားတော့ရဲ့တောင်ခပ်ဖဲနဲ့ကြည့်လိုက်တော့ဟာအော်နေတာဟေးစောကလူတွေဖုံးလက်တွေဖြတ်ပြောင်းသားအခုရဟန်းစားအတွင်းနဲ့ငါမြင်ရပြီဟောမြတ်စွာဘုရားဟေးတလောက်ဆိုးတယ်တလောက်ကြမ်းတယ်တလောက်ရမ်းတယ်လူသားကောင်းကြီးကိုရခုခဲ့သို့ယဟန်ပေါင်းရောက်အောင်ကဲတင်တော်မူနိုင်တော်မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဖောင်းမှန်ထထချီကျူးလို့ဟောမြတ်စွာဘုရားလျှောက်ထားပြီးတော့လက်ရည်လှဲ့ပြီးတော့ကိုင်းကောသလာကြီးပြန်ဆိုကြပါစို့ဗျာအင်္ဂုလိမာလာကြီးတော့ဒီပြစ္ဆခဘုံကပြုတဲ့ကံတွေခံရတော့ဘိသရဲ့နော်ပြစ္ဆခပြစ္ဆုတ်ပန်ဆဆယဟန္တာရဲ့လို့မကြည်ညိုတတ်ကြတော့ဘူးဘိသဘုရားလက်ထက်ကပုထုဇဉ်ဆိုတာထားတော့ဆုံးကသွားလို့မရဘူးသာသတတ်သွားတဲ့ယဟန်နဲ့ငါသမီးလက်ဖြတ်သွားတဲ့ယဟန်နဲ့ငါမိဘဓမ္မတတ်သွားတဲ့ယဟန်နဲ့ကဲတဲ့ထူကြဒုံနဲ့ပေါက်ကြသဲနဲ့ပက်ကြအင်္ဂုလိမာလာကြီးတော့ဒုက္ခရောက်ပြစ္ဆုတ်ပန်ဆဆဒီဒုက္ခလေးခံရသေးပြီတဲ့ယဟန္တာကြီးပဲမယ်လို့နောက်ဆုံးခံလို့မရရှာဆုံးလည်းမခံရတော့မြတ်စွာဘုရားကိုတော်မြတ်ကတနာတော်မူပါသဖြင့်ယတောဟံမဂိနိကရိယာဇာတိယဇာတောအစရှိသဖြင့်အင်္ဂုလိမာလာတုတ်ဆိုတာပေကြီးဆက်တုတ်တဲ့ပါပါတယ်ဗျာအဲ့ဒါဘုရားကိုတော်မြတ်ကအင်္ဂုလိမာလာတုတ်ပေးသနာဘုရားပေးတဲ့ဒီအင်္ဂုလိမာလာတုတ်ကလေးသူရွတ်ပြီးတော့တရားနာပြိဿရေဟောရေနဲ့မန်းတိုက်မင်းမဖွားနိုင်တဲ့ဓမ္မတွေအင်္ဂုလိမာလာမထေကြီးကရေမန်းကလေးတိုက်တော့အလွယ်တကူမီးဖွားနိုင်ပြီအခုတည်းကမြန်မာဆေးဆရာများသမာဓိရှိတဲ့ဆရာများပေါ့လေအင်္ဂုလိမာလာတုတ်3ညလုံးပါဗျာလက်နဲ့မထီပဲနဲ့3ညလုံးပါဗျာသမာဓိရှိရင်အခုတည်းကအသုံးပြုကြတော့နော်အင်္ဂုလိမာလာတုတ်အင်္ဂုလိမာလာမထေကြီးဒီကဲလို့ရေမန်းလေးတိုက်ပြီးတော့အလွယ်တကူမီးဖွားနိုင်တဲ့အချိန်ခါမှာဘာပြောကောင်းမလဲဘေးသားရေလာလိုက်ကြတဲ့ပူကဲကြီးဟာဘယ်ရောက်ကုန်ပါလဲအော်နားလည်အောင်လို့ပြောရမှာပဲခိုင်းအင်္ဂုလိမာလာမထေကြီးဒီလိုတဲ့ဆိုလာလိုက်ကြတာလုံးဟန်ကိုကြလို့အဲ့ဒီမလက်လာပါပေါ်ပြီးတော့ပြစ္ဆကတန်ခံရတာလေးကင်းလို့သွားပါတယ်ဗျာဒါကြောင့်အင်္ဂုလိမာလာကြီးဟန္တာဖြစ်တယ်လို့ဆိုတော့တချို့ကအိမ်ပြန်သွားမေးကြလိမ့်မယ်နော်လက်ညှိုးပေါင်း1000ဆိုပေမဲ့လို့တဲ့ဟိုကောင်ချီသွားဒီကောင်ချီသွားနဲ့လူ1000ကျော်သတ်တာပါတဲ့လူ1000ကျော်သတ်တဲ့အင်္ဂုလိမာလာကြီးယဟန္တာဖြစ်တယ်ဆိုတာပါဏာတိပါဒသိက္ခာဘုဟောထားတာယုံရဟုတ်နိုင်ပါမလားလုံနေဦးမယ်နော်တန်ခါခုံဆိုတာပြန်ကြည့်ယရဏသုတ်ထဲပါပါတယ်ဗျ
ခိနံပူရဏနဝနတ္ထိသံဘဝံဝိရတစိတ်တယတိကေဝသမေတေခိနဝိဇာဝိလုံလိသန္တာနေဗန္တိတိရယထာယံပရိဘောလို့ဆိုတော့အဲ့ဒီဂုံပြားကြည့်သားမျိုးအနဲ့ကလေးနဲ့အိမ်เจ้าမှာကြည့်ကြုတ်တော်မရွတ်နိုင်တော့ဘူးရှင်းရှင်းပြောရင်မေလည်းမေ့ကုန်ပါပြီသို့တော့စဉ်းစားရရမှာပေါ့ဒါပေမဲ့လို့အိမ်เจ้าပြန်ကြည့်သားမျိုးအယံပရိဘောဆိုပါလားခြေသားတော်တဲ့တန်ဃာတော်တွေရဲ့ဂုံဆိုတာဟောဒီစီမီကွက်ကိုကြည့်ကံပြင်းတဲ့ကြီးစီမီကွက်ကလေးထွန်းထားတဲ့ဟိုမီးစာနဲ့ကျွတ်တူစီနဲ့ကုံသွားရင်အဲ့ဒီမီးခွက်ကလေးတောက်နိုင်မှာဟုတ်အဲ့ဒါကိုကြည့်တဲ့ဗျယဟန္တာဖြစ်တဲ့ဆိုရင်မီးစာကုံစီကံပစ္စည်းမှာဘဝိကသားတို့ကြီးဒီမှာဘဝကပါလာတဲ့အကုသိုလ်ကံရွေးတွေဒီပစ္စကဘဝမှာထိဟောတိကံဖြစ်ပြီးတော့အကျိုးမပေးတော့ပဲနဲ့မဲ့နဲ့ဆက်လို့မဲ့နဲ့တက်ကပါလာကြမြအကုသိုလ်တွေအကုန်လုံးကြည်နိုင်ပါတဲ့ဗျာဒါတော့ငါဘာတွေလုပ်ထားတာပဲဟိုလေငါလူဆိုးကြီးပဲငါဘာတွေရုပ်မှထားတာပါပဲနိဗ္ဗာန်ရနိုင်မထင်ပါဘူးလို့အာမလျှော့နဲ့နော်မဲ့နဲ့သာဆန်းမဲ့နဲ့သာတဘဝနဲ့ပြတ်တဲ့မြို့ပြေးသားကြီးအာလျှော့တိုက်သလားမလျှော့တိုက်ဘူးလားပြေးသားမလျှော့ကြနဲ့မလျှော့လိုက်ပါဘူးလို့ပြေးသားကြီးအာလျှော့တိုက်သလားမလျှော့တိုက်ဘူးလားမလျှော့တိုင်းရင်ကြိုးစားကြပါတော့လို့တိုက်တွန်းချက်ပြုပြီးတရားနာပြေးသားကြီးလူတွေတတ်တဲ့အင်္ဂုလိမလာလူမိုက်ကြီးလမ်းဆုံးသွားဘူးလားယဟန္တာဖြစ်တဲ့ဆိုတော့ဒုက္ခတွေကတုံးသွားဘူးလားပြေးသားဒုက္ခတွေတုံးသွားလို့ရှိရင်ဖြင့်ခင်ဗျားတို့ကကုတ်ကထိုင်းနေတာပဲဗျာနေတဲ့ပြေးသားကြီးမဟုတ်ဘူးကြာရင်ကျုပ်ကပဲလက်မြောက်နေရကဲတရားနာပြေးသားလူမိုက်လမ်းဆုံးဒုက္ခတုံးဆိုတဲ့ဇလန်းဒီနေရာမှာနေတိတန်းတဲ့ဖြင့်ခိတ္တလေးသိခံပြီးတော့ဆိုကြစမ်းမျိုးတကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးယနေ့ရကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေကဲအိမ်ပြန်ပို့ကြပါစို့အတ္တခေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေးကြလျင်ခြေရင်းနဲ့ဘုံဘုံစိတ်တွေပြစ်ပြတိတိတော်မိမိတို့အိမ်ငါဌာနသို့နိဝတ္တတို့သိခရတာပြန်ရပေတော့နိဝတ္တတို့မေတ္တာရဲ့ပခါဖြောင်းလိုက်မယ်ပြစ်ပရတွေဝေးရကြမြစီရောခြေကရာဆွေကလျံပြီးကိုယ်စိတ်နှဖျားချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေထောပြန်ကြစေကုန်သတည်း